HR ရဲ့ project co-founder ပါရှင်ဟုတ်ကဲ့နည်းနည်းမိတ်ဆက်ပေးပါဦးSmart HR ဘာတွေလုပ်တယ်နော်ဟုတ်ကဲ့ကျမတို့ Smart HR ကတော့လွန်ခဲ့တဲ့9နှစ်လောက်ကတည်းကဒီစပြီးတော့ဖြစ်လာတာပေါ့နော် Windows application တွေကနေစပြီးတော့အခုလက်ရှိဆိုလို့ရှိရင်internet ရှိတဲ့ဘယ်နေရာမှာမဆိုပေါ့သုံးလို့ရတဲ့ cloud base ပြီးတော့ all in one platform ဖြစ်နေပြီပေါ့နော်9နှစ်တာကာလမှာတော့ကျမတို့အရင်တော့ကတော့ project base ပုံစံမျိုးသွားတယ်ဆိုလိုတာဒီHR တွေနဲ့ပူးပေါင်းပြီးတော့ HR တွေလိုချင်တဲ့ဟာလေးတွေကိုကျမတို့က feature အနေနဲ့ support ပေးခဲ့တယ်ပေါ့နော်အခုဒီ9နှစ်တာကာလကျော်လာပြီးတဲ့နောက်မှာတော့လုံးဝဒီ all in one ပေါ့ feature တွေလည်းစုံမယ်attendance တွေ payroll KPI ပြီး taxation တွက်တာတွေပေါ့အစရှိသဖြင့်ဒီလိုစုံနေတဲ့ policy ဘိုင်းတွေပေါ့တချို့HR software သုံးဖူးတဲ့လူတွေလည်းရှိရဲမသုံးဖူးတဲ့ဒီ SME လုပ်ငန်းတွေဆိုလို့ရှိရင်လည်းဒီထဲမှာ ready made policy တွေပါတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီကနေ landing လုပ်ခွင့်ရမယ်ပေါ့ဒီလိုမျိုးပုံစံမျိုးလေးတွေတော့စပြီးတော့သွားခြင်းလည်းရတယ်ဒီနောက် enterprise level တွေဆိုလို့ရှိရင်လည်းသူတို့ရဲ့တည်တံ့ပေါ့နော်တည်တံ့ software အနေနဲ့သုံးခြင်းလည်းဆိုရင်လည်းတချို့အပိုင်းလေးတွေမှာ customize လုပ်ပေးတာမျိုးလေးတွေရှိတယ်ဒါမျိုးလေးတွေလုပ်ပေးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့နော်ကျေးဇူးတင်ပါတယ်မိတ်ဆက်ပေးတာโอเคအဲ့တော့ဒီ Smart HR လည်းဒါဆရာကိုယ်တိုင်ဒေတာလဲရုံးလဲရောက်ဖူးတယ်ကြည့်လဲကြည့်ဖူးတယ်ပေါ့နော် function လဲဆရာတွေ့ဖူးတဲ့ software တွေမှာဆိုရင်ဒါတော်တော်စုံတယ်ပေါ့နော်โอเคကျေးဇူးတင်ပါတယ်နော်ဆရာမိတ်ဆက်ပေးโอเคအဲ့တော့ဒီနေ့ဒီ HR ကိုပြပြခိုင်အောင်ဗာပြောချင်သေးလဲအခုကြောက်ခဲဒီလူတွေအတွက်အလွန်သုံးဝင်အားလုံးပဲတွေ့ရဟုတ်ကဲ့မြေတွေစောင့်လာပါလို့ကျွန်တော်ကိုပြဟုတ်ကဲ့ systematic business solution မှာတော့ကျွန်တော်လက်ရှိပေါ့နော် HOS အနေနဲ့ကျွန်တော်တောင်းဝင်ပြီးဆောင်ရွက်နေပါတယ်ခင်ဗျဟုတ်အဓိကတော့ကျွန်တော်တို့ HR ကဒီကျွန်တော်တို့ Smart HR ဆိုလို့ရှိရင် HR တွေအတွက်ကိုပေါ့နော်အဓိကစဉ်းစားတဲ့ကိုပြည်တွင်းကနေပြီးတော့ကိုအဖွဲ့တွေအတွက်ဥဆုံးကနဦးကျွန်တော်တို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့ efficiency နဲ့ effectiveness ပေါ့ဒီနှစ်ခုလုံးကိုကျွန်တော်တို့စဉ်းစားပြီးတော့ Smart HR မှာကျွန်တော်တို့အားလုံး HR တွေအတွက်ကျွန်တော်တို့စဉ်းစားပြီးတော့ကျွန်တော်တို့provide လုပ်ပေးထားပါတယ်အဲ့တော့ system လက်ရှိလောလောဆယ် onboarding ပေါ့နော်ကျွန်တော်တို့ system ထဲမှာပြည်တွင်းထဲမှာသုံးစွဲနေတဲ့ဒီလုပ်သားအင်အားပေါ့ကျွန်တော်တို့ employee onboarding လုပ်ထားတာဆိုလို့ရှိရင်ကျွန်တော်တို့3000ကျော်ရှိပါတယ်ခင်ဗျဒါ Smart HR ကိုလက်ရှိသုံးစွဲနေတဲ့အားလေးကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျအားလုံးပဲတွေ့ရတာပေါ့ဒီနေ့ညမှာကျွန်တော်တို့စာတွေနဲ့အတူတူပေါ့နော်ကျွန်တော်တို့ဒီ meeting လေးကိုcollaborate လုပ်ခွင့်ပေးတဲ့ဆရာအောင်စီသူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆရာခင်ဗျနော်ပြီးသွားလို့ရှိရင်ဒီ webinar လေးနောက်ပိုင်းနေမှာလည်းကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီက HR အဖွဲ့တွေအကုန်လုံးပေါ့နော်တီးတင်းတီးတိုက်တဲ့ဟာလေးတွေရှိတယ်ကျွန်တော်တို့ share ခွင့်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလေးလည်း share ပေးမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မိတ်ဆက်ပေးတာကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါတကယ်လဲလိုအပ်ပါတယ်ကျွန်တော်တို့ဒီသင်တန်းတွေသင်တဲ့အခါမှာလည်းတချို့လူငယ်တော်တော်များများကပေါ့နော်ဒီ HR အနေနဲ့စဝတ်မယ်ဆိုရင် HR software သုံးတတ်ရမယ်လို့ဘာလို့ပြောလိုက်တယ်ဆိုရင် software ဆိုတာလည်းသူမမြင်ဘူးပြအောင်ဒါဒီထဲမှာလည်းရှိတယ်ပေါ့နော်ဘယ်လိုဟာလဲဆိုတာလည်းမသိဘူးအဲ့တော့ဒီ seminar ကိုတက်လိုက်တဲ့အခါမှာခုန HR ရဲ့ digital transformation အကြောင်းကိုလည်းသူထဲထဲဝင်ဝင်သိသွားမယ်ပြီးတော့နောက်ပိုင်းမှာဒီမမြင်ဟန်ထပ်ပြီးမျှဝေမဲ့ဒီ software ကိုလည်းဒါသူတို့လက်တွေ့လေးမြင်သွားမယ်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်နဲ့လည်းတချို့ကလာတက်ကြတယ်လို့လည်းဆရာထင်တယ်ဟုတ်တယ်မလားကျန်တဲ့လူတွေဖြေပေးပါအောင်ပါတယ်ဆရာအေးအဲ့တော့ဆရာတို့ seminar လေးရင်စားလိုက်ပြီပေါ့နော်အဲ့တော့ဒီ HR digital transformation ကိုဆရာဘာကြောင့်ခုမှပြောရတာလဲဆိုတော့ဆရာတခုခုဆိုရင်ပေါ့နော်အရင်ကြီးတော့ကြိုပြောတတ်တဲ့ထဲမှာမပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဆရာတို့နိုင်ငံတခြားနိုင်ငံတွေနည်းနည်းနောက်ကျတယ်ပေါ့နော်HR ဆိုလဲတခြားနိုင်ငံတွေမှာဖွံ့ဖြိုးတိုးတက်တာတော်တော်ကြာနေပြီအခုဆိုရင်ဒါ human capital management တွေဒီနေ့ပြောတဲ့ digitalization digital transformation တွေဆိုတာတခြားနိုင်ငံတွေမှာတော့ကြာနေပြီပေါ့နော်အဲ့ဒီအချိန်မှာတည်းကတချို့ဆရာတွေကတော့ပြောတဲ့ခါကျရင်ဒီဟာနဲ့အရင်ကြီး gap ဖြစ်နေသေးတယ်ပေါ့နော်ဒီမှာကဒီသုံးတဲ့လုပ်ငန်းရှင်လည်းတော်တော်လေးနည်းနေသေးတာပေါ့ခုရက်ပိုင်းမှာကဒီတစ်လနှစ်လအတွင်းမှာကအရန်ကြီးကိုပေါ့နော်နေပညာပြောင်းလဲမှုတွေကဆရာတို့တော့လိုက်လို့မမီအောင်အများကြီးပြောင်းလဲလာတယ်အဲ့တော့ကျင်းနေတယ်ဒီနိုင်ငံကိုလည်းဒါရောက်လာပြီပေါ့နော်ဒီ digital transformation ကရောက်လာပြီအဲ့ဒါကြောင့်မလို့ဒီနေ့ဒီခေါင်းစဉ်ကိုရွေးပြတာပေါ့နော်အဲ့တော့ဆရာပြောပြီးဆိုတော့ကျင်းနေတယ်နောက်တစ်နှစ်နှစ်နှစ်ပဲပို့ပြီးတော့ဒါ
ပိုဖြစ်လာဖို့ရာခိုင်နှုန်းများလာပြီပေါ့နော် digital transformation ကdigital transformation ဆိုတာဘာလဲเนาะအဲ့ဒါလေးကိုဆရာပြောမယ်ပြီးတော့အရင်ဆုံးမိတ်ဆက်ပေးကြပါတယ်ဆရာနာမည်ကတော့အောင်စီတူပါဆရာကအရင်တုန်းကဒီ SYD team နဲ့အတူတူဒီလူငယ်တွေကိုပေါ့နော်ဆရာတို့ဆရာ၄ယောက်ပေါင်းပြီးတော့ပညာဒါနတွေအရင်မျှဝေဖြစ်တယ်ပေါ့နော်2018လောက်ကပေါ့ရန်ကုန်တို့တောင်ငူတို့ပေါ့နော်အဲ့ဒီမှာမျှဝေဖြစ်တယ်အခုနောက်ပိုင်းတော့ဆရာ HR ဘောက learning center ကိုဆရာထောင်ထားတယ်ပေါ့နော်အဲ့တော့ဆရာအပြင်မှာလည်း HR နဲ့ပတ်သက်ပြီးတော့သင်တန်းတွေရှိတယ်online မှာလည်းရှိပါတယ်အဲ့တော့ဆရာကတော့ BA Eco နဲ့ပဲရိုးပွဲရတာပဲအဝေးသင်နဲ့ပဲပွဲရတာเนาะအဲ့တော့မိဘကိုလှုပ်ကြွေးနဲ့ပဲတက်ရတာပဲဝေးသင်နဲ့အဲ့တော့ဘွဲပဲเนาะကိုယ့်ရဲ့ career ပဲ career တဲ့လိုအပ်တဲ့အခါကျတော့ဆရာတို့ထပ်ပြီးတော့တက်ရတာပေါ့နော်အဲ့တော့မြန်မာစာနဲ့ဘွဲရလည်း HR ဖြစ်နိုင်တယ်ဘာနဲ့ပဲဘွဲရ HR ဖြစ်နိုင်ကိုဖြစ်ချင်တာအကုန်ဖြစ်လို့ရတယ်ပေါ့နော်နောက်ပိုင်းကိုယ့်ရဲ့ education ကိုဆက်ပြီးတော့လေ့လာရတာပဲပေါ့နော်အဲ့တော့ဆရာရဲ့ dream ဖြစ်တဲ့ MBA ပေါ့နော်အဲ့ဒီဟာတော့ဆရာ Switzerland နိုင်ငံ IBS ကနေပြီးတော့ဆရာရထားတယ်ပေါ့နော်ဆရာ professional management trainer တယောက်ဖြစ်ပါတယ် diploma ဆိုရင်တော့ human capital management တွေ human resource management တွေကိုတက်ထားပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆရာသင်တန်းကျောင်းနေရာလေးကိုအရင်မိတ်ဆက်ပေးပါဆရာအပြင်သင်တန်းကျောင်းနေရာကအမှတ်31မာလာမြိုင်3လမ်းလှိုင်မြို့နယ်ပါရမီစေရနားမှာရှိတာဖြစ်ပါတယ်အဲ့တော့သမိုင်းလမ်းဆောင်ပြီးနောက်မှတ်တိုင်ပေါ့နော်ဖရားလက်မှတ်တိုင်မှာဆင်းရမယ်ပြီးတော့ပါရမီစေရရဲ့အနောက်နားလေးမှာဖြစ်တဲ့အတွက်ဒါမုတ်ဒီပါရီစားရင်တောက်ရင်လည်းနော်ဈေးဝယ်ရင်လည်းသင်တန်းလာလို့ရပါတယ်အဲ့တော့အခုချိန်ဒီဆရာသင်ခဲ့တဲ့ HR သင်တန်းသားပေါင်းက6500ကျော်လောက်ရှိသွားပြီပေါ့နော်ဆရာ2016တောင်ဖြစ်တယ်2019လောက်ကစပြီးတော့သင်တာအခုဆိုရင်တော့ဒါ6နှစ်ဝန်းကျင်လောက်ဖြစ်သွားပြီအဲ့ဒီကြားထဲမှာဆရာ6500လောက်ဖြစ်သွားတယ်သင်တန်းသားကပေါ့နော်အခုဆိုရင် HR certificate ဆိုရင် batch က60ဖြစ်သွားပြီ batch 60တစ်ပတ်ကိုဆရာတို့အယောက်50ဝန်းကျင်လောက်နဲ့တွက်မယ်ဆိုရင်တော့3000လောက်ဖြစ်နေပြီပေါ့နော်တခြားသော video and labor law တွေ apply နေအပြင်သင်တန်းသားတွေအရင်တော့ advanced excel for HR ဆိုတဲ့ဟာလည်းရှိသေးတယ်ပေါ့နော်အဲ့ဒီဟာတွေပေါင်းလိုက်ပြီဆိုရင်6500လောက်ဖြစ်သွားပြီအဲ့တော့ဆိုလိုတာဒီကိုက HR လိုက်ရှောက်မယ်ဆိုရင်တော့မှပဲအဲ့ဒီလုပ်ငန်းတွေမှာဆရာတို့နည်းနည်းသင်တန်းတက်ဖို့တဲ့လူဆရာနဲ့တည့်ရလူတော်တော်များများရှိနေကြပြီပေါ့နော်ဒီလောက်ဝင်းကျင်ဆိုရင်တော့ဒေတာတော့ဆရာတို့ဒါအပြင်ကသင်တန်းပုံလေးတွေဖြစ်ပါတယ်အမှန်တကယ်ဆိုရင်ဒီတနင်္လာနေ့ကဆရာနားရက်ပါဆရာကျန်တဲ့အင်္ဂါနေ့ကနေစပြီးတော့တောက်ကြနေဒီတောက်လျှောက်စာသင်ရတော့မှာပေါ့နော်ပြီးတော့တနင်္ဂနွေရောပေါ့တနင်္လာနေ့နားရက်မှာအခုစဉ်းစားလိုက်တယ်ပေါ့နော်ငါလူငယ်တွေကိုမျှဝေခြင်းနဲ့ငါပြန်ပြီးတော့သင်တန်းတွေပဲသင်နေရတာများလာငါ free seminar လေးလုပ်ပေးခြင်းတယ်ပေါ့နော်အဲ့တော့အချိန်လေးဖဲ့ပြီးတော့ဆရာစီစဉ်ပေးတယ်ပြီးတော့ကိုပြပြိုးတို့ကလည်းဒီမှာပါတနာအနေနဲ့ဒီမှာပူပေါင်းပါဝင်ပေးတဲ့အတွက်ပို့ပြီးတော့ဝမ်းသာရတယ်ပေါ့နော်ဆရာဘယ်ကနေဆက်သွယ်လို့ရလဲနောက်ပိုင်းမျှဝေမှုတွေဘယ်ကနေကြည့်လို့ရလဲဆိုရင် YouTube မှာအောင်စီသူ HR လို့ရှာကြည့်လိုက်ရင်ဆရာ YouTube channel ရှိပါတယ်လက်ရှိတော့ subscriber 1000ကျော်လောက်ဖြစ်နေပါတော့1400ဖြစ်သွားပြီ HR ဘဝဆိုတဲ့ Facebook page လည်းရှိပါတယ်နော် HR ဘဝမှာဆိုရင် follower 32000လောက်ဖြစ်သွားပြီပြီး Viber group ရှိတယ်ပေါ့နော် Viber group ကိုဝင်ခြင်းနေဆိုရင်တော့စီကံလိုက်နာဖို့တော့လိုတယ်အဲ့ဒီထဲမှာဆရာကအလုပ်ကြော်ညာစာတင်နေဆိုရင် HR နဲ့ပတ်သက်တဲ့အလုပ်ကြော်ညာစာပဲတင်လို့ရမယ်ဒါတခါလေးပြောထားတာပေါ့နော်အဲ့တော့ကိုက Telegram နဲ့ join ရသေးတယ် Viber group မ join ရသေးဘူးဆိုရင် Telegram ထဲမှာပို့ပေးမယ်အဲ့ဒီခါကျ group ထဲရောက်ပြီးတော့နော်ပောက်ကြရတယ်မလုပ်နဲ့အဲ့ဒီမှာ admin တယောက်စီကူပေးနေတယ်လို့ရှိတယ်သူက HR အလုပ်ကြော်ညာစာ admin အလုပ်ကြော်ညာစာမဟုတ်ဘဲနဲ့တခြားဟာလာတင်အဲ့ဒီလိုဖမ်းမလိုက်ရောအဲ့လိုမျိုးရှိအဲ့တော့ကြိုပြောထားတာပါဝင်နေဆိုရင်ကိုအလုပ်ကင်ရှာဖွေနဲ့ပတ်သက်ပြီးတော့ HR နဲ့ပတ်သက်တဲ့အလုပ်ကင်ရှာမယ်ဆိုရင်အဲ့ဒီထဲမှာတော်တော်များများတွေ့လိမ့်မယ်ပေါ့နော်ဒါကတော့ဆရာ Facebook account ပါ Facebook account တော့ HR အကြောင်းသိမတင်ပါဘူးနော်မိသားစုအကြောင်းတွေပဲတင်တာများပါတယ်အဲ့တော့ HR ဘောမှာပဲစာတွေဖတ်ပါပေါ့နော်ဒါတော့ Telegram channel ဒါကတော့ TikTok မှာလည်းအမေးဖြေလေးတွေလုပ်ပေးပါတယ်ပေါ့နော် Okay ဒါတော့ဆရာမိတ်ဆက်တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။အဲ့တော့စလိုက်ရအောင်ပေါ့နော်။ဆရာတို့ HR Digital Transformation ဆိုတာပါလဲပေါ့နော်။ HR Digital Transformation ဆိုတာကဆရာတို့ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုအပြောင်းလဲတစ်ခုလုပ်လိုက်တာပေါ့နော်။ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ကိုယ့်ရဲ့ဒီ business outcome ဆိုတာဒီလုပ်ငန်းရဲ့ထိရောက်မှုတွေရလဒ်တွေပိုကောင်းလာဖို့အတွက်ပေါ့နော်။ဆရာတို့ကဒီ digital application တွေကိုဆရာတို့ကအသုံးပြုပြီးတော့ကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာပို့ပြီးတော့အလုပ်တွေပို့ပြီးတော့အဆင်ပြေချောမွေ့လာအောင်ဝန်ထမ်းတွေအတွေ့အကြုံအသစ်တွေရရှိလာအောင်အဲ့လိုမျိုးပြောင်းလဲလိုက်တဲ့ဟာမျိုးကိုဆရာတို့ HR Digital Transformation လို့ခေါ်ပါတယ်ကိုနေ့စဉ်လုပ်နေရတဲ့စာရွက်စာတမ်းတွေเนาะပြီးရင် Excel နဲ့လုပ်နေရတဲ့ဟာတွေ Form တွေနဲ့လုပ်နေရတဲ့ဟာတွေကိုမှသူကနေပြီးတော့ Digital Application တွေအသုံးပြုပြီးတော့ဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေဆရာတို့ပြောင်းလဲလိုက်တယ်ပေါ့နော်အဲ့လိုပြောင်းလဲလိုက်တဲ့အပေါ်မှာဝန်ထမ်းတွေကလည်းဒါအတွေ့အကြုံအသစ်တွေရသွားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လှုပ်ဆောင်တဲ့ဟာကိုဆရာတို့ဒါHR Digital Transformation လို့ခေါ်တယ်
အဲ့လို digital transformation လုပ်လိုက်တဲ့အခါမှာ business outcome တွေကပို့ပြီးတော့ကောင်းလာမယ်ပေါ့နော်ပို့ပြီးတော့ရလဒ်တွေကောင်းလာမယ်အဲ့ဒီအတွက် digital transformation ကိုလုပ်ကြပါတယ်အဲ့တော့ရိုးရှင်းချင်းပြောမယ်ဆိုရင်တော့တမန်ကြီးကျော်အလုပ်တွေကနေပြီးတော့ဒါ digital ဘက်ကိုပို့ပြီးတော့ပြောင်းပြီးတော့လုပ်လိုက်တာပေါ့နော် application တွေရဲ့အကူအညီတွေခုနောက်ပိုင်းနည်းပညာတွေရဲ့အကူအညီတွေနဲ့ပြောင်းပြီးတော့လှုပ်ဆောင်လိုက်တာမျိုးကို digital transformation လို့ခေါ်ပါတယ်အဲ့တော့ HR နဲ့ပတ်သက်ရင်ရောဒီ digital transformation ကဘာတွေလဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဆရာတို့ပြောထားတဲ့အရာရှိတယ်ပညာရှင်တွေကသူတို့လေးလဆန်းစစ်ချက်တွေအရာပေါ့နော်နောက်ပိုင်းမှာတဲ့ future ဆိုတော့နောက်အနာဂတ်မှာပေါ့နော် HR နဲ့ပတ်သက်တဲ့ဒီ90%လောက် administrative အလုပ်တွေပေါ့နော်ဒီဝန်ထမ်းရဲ့ data management တွေဝန်ထမ်းအုပ်ချုပ်ခြင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဲ့ဒီဟာတွေကတဲ့90%လောက်က automatic system အနေနဲ့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကိုမြန်မာနိုင်ငံမှာနေတဲ့အခါကျရင်ဒါကြီးဖြစ်နိုင်ပါမလားပေါ့နော်ဒီလိုမျိုးတွေ့တာပေါ့တခြားစင်ကာပူတော့เนาะပြီးတော့ရင်တခြားထိုင်းတို့ဘာလို့ထွက်ကြည့်လိုက်မယ်ဆိုရင်သူတို့ယုံတွေရဲ့เนาะသူတို့ HR system တွေကတော်တော်များများ automatic system တွေဖြစ်နေပြီ software တစ်ခုထဲမှာဒီဝန်ထမ်းနဲ့ပတ်သက်တဲ့ administrative data တစ်ခုရိုက်ထည့်လိုက်တာနဲ့အကုန်လုံးဒီကနေထွက်နေပြီเนาะအဲ့လိုမျိုးသွားတယ်အဲ့တော့ဒီ strategy ဘိုင်းမှာကျတော့30%လောက်က automatic ထုတ်ပေးနိုင်တယ်ပေါ့နော်အကြံပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာလိမ့်မယ်တဲ့ပြောထားတာပေါ့နော်အဲ့တော့ဒီနိုင်ငံမှာတော့ခုနပြောသလိုပဲအယောက်80 join တဲ့အခါမှာဆရာတို့အယောက်20လောက်ကပဲ HR software သုံးတဲ့ကုမ္ပဏီကရှိသေးတယ်เนาะအဲ့တော့နောက်ပိုင်းကျရင်တော့ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်လာဖို့တော့ရှိတာပေါ့နော်သုံးလာဖို့တော့ရှိတာအဲ့လိုသုံးလာတဲ့ခါကျရင်ခုနလိုမျိုးတွေ့ရလိမ့်မယ်ပေါ့နော်နောက်ပိုင်းဒီမမြင့်မြတ်ဟန်တို့ရှင်းပြတဲ့ခါကျရင်လည်းတွေ့လိမ့်မယ်ကိုနေ့စဉ်လုပ်နေတဲ့ဟာတွေကို software ကတော်တော်လေးလွယ်လွယ်ကူကူ reporting ထုတ်ပေးနိုင်တဲ့ဟာမျိုးတွေတွေ့လာရလိမ့်မယ်ပေါ့နော်အဲ့တော့အဓိကဘယ်လို challenges တွေရှိလဲပေါ့နော်ဒီ digital transformation နဲ့ပတ်သက်ရင်88%လောက်တော့ဒီ HR leader တွေကသူတို့ကယုံကြည်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အနာဂတ်မှာပေါ့နော်ဒီ digital workforce ပေါ့နော် digital transformation ကတဲ့သူကအရေးကြီးလာမယ်ဆိုတော့သူတို့ကယုံကြည်ကြတယ်နော်ဒီဟာတွေတိစောက်ဖို့လိုလာတယ်ဆိုတာတော့သူတို့ကယုံကြည်ကြတယ်ဒါပါတော့အခုဆရာဒီ seminar မှာအယောက်80 88က90ကျော်သွားတယ်ပညာရှင်တွေပဲထားပါတော့နော်ဆရာမေးကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအယောက်တရာမှာ88%လောက်ကဒီ HR digital transformation ဆိုတာဒီအနာဂတ်မှာအရေးကြီးလာမယ်ဆိုတော့ဒါယုံကြည်ကြဟုတ်တယ်ပါဒါလိုအပ်လာမယ်ဆိုတာယုံကြည်ကြဒါပေမဲ့လေတဲ့လက်တွေ့မှာပေါ့နော်11% 17%လောက်ပဲ organization တွေကဒါကိုနားလည်ပြီးတော့ဘယ်လိုအသုံးချရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ပဲအသုံးချကြရတယ်တဲ့အဲ့တော့ဒီစကားကိုပြောခဲ့တာက2019မှာပြောခဲ့တာပေါ့နော်ဒါမြန်မာနိုင်ငံမှာပြောခဲ့တာတော့မဟုတ်ဘူးဒီပညာရှင်ကဆရာတို့နိုင်ငံကြားမှာပြောခဲ့တာပေါ့နော်တခြားနိုင်ငံတစ်ခုမှာပြောခဲ့အဲ့တော့သူတို့က2019လောက်တည်းကဒီ digital transformation နဲ့ကိုလုပ်နေကြပြီထားပါတော့ကိုရဲကအနောက်ပြန်ရေးကမှာပေါ့နော်အဲ့တော့တခြားနိုင်ငံမှာဆိုရင်ဒီ2019လောက်တည်းကဒီလိုမျိုး seminar တွေလုပ်ပြီးတော့ဒီလိုပြောင်းလဲဖို့လုပ်နေကြပြီပေါ့နော်โอเคအဲ့လိုလုပ်တဲ့အခါမှာသူတို့နိုင်ငံမှာလည်းအဲ့လိုပဲ17%လောက် organization တွေကပဲဒါကိုနားလဲတယ်ဘယ်လိုအသုံးချရမလဲဆိုပြီးတော့နားလဲကြတယ်အဲ့တော့ဆရာတို့ကဒါလက်ရှိကိုမြန်မာနိုင်ငံလို့တွေးရမှာပေါ့နော်ဒီနိုင်ငံမှာလည်းအဲ့လိုပါပဲလုပ်ရမှန်းတော့သိကြတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုသိတာဒီ17%လောက်ပဲသိတယ်ဒီသင်တန်းထဲမှာတော့မှဒါ20%ဆိုတာတော်တော်များတယ်ပေါ့နော်လုပ်ငန်းဝင်နေသွားရင်ဆိုရင်17%လောက်ပဲရှိတော့မှာပေါ့နော်โอเคအဲ့တော့ဘယ်လိုတွေ business model တွေကပြောင်းလာသလဲပေါ့နော်အခုလက်ရှိမှာဆိုရင်ねအလုပ်တွေက HR အလုပ်တွေက transition ဆိုတဲ့เนาะဒီဆောင်ရွက်စာတမ်းတွေဒီကိစ္စတွေနဲ့ကိုပဲအဓိကသွားနေကြတယ်ပြီးတော့ရင် employee ဆိုရင်လည်း employee management ကိုပဲအဓိကသွားနေကြတယ်အဲ့တော့ future ပေါ့ဆရာတို့ဒီဘက်ကိုကြည့်ကြည့်လိုက်ပေါ့နော်အနာဂတ်မှာဆိုရင်တော့သူက transition ဆိုတဲ့ဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေဘာဖြစ်လာမလဲဆိုရင် automation system တွေဖြစ်လာလိမ့်မယ်เนาะကိုက data တစ်ခုခုထည့်ပေးရုံပဲ automatic ထုတ်ပေးလာလိမ့်မယ်เนาะပြီးတော့ရင် employee တွေကို management လုပ်နေတာအထက်ကိုကိုယ့်ရဲ့ဝန်ထမ်းတွေကို engagement ဆိုတဲ့လုပ်ငန်းပေါ်ကိုသစ္စာရှိလာအောင်ဘယ်လိုမျိုးလုပ်ငန်းမှာရေရှည်လုပ်လာအောင်เนาะအဲ့ဒီဟာမျိုးအတွက်ကိုစဉ်းစားလာကြတယ်တဲ့ပြီးတော့ workforce တွေမှာဆိုလည်း hierarchy ဆိုတဲ့ယာရုအဆင့်ဆင့်တွေဒီလိုမျိုးခွဲခြားပြီးတော့သွားတာထက်ကို workforce ဆိုတဲ့အားလုံးစုပေါင်းအားနဲ့သွားတဲ့ဘက်ကိုပိုပြောင်းလာကြတယ် data တွေဆိုရင်လည်းလုံးဝပြန့်ကျဲနေတဲ့ဟာနေပြီးတော့ consistent ဖြစ်လာမယ်ပေါ့နော် consistent ဖြစ်လာလိမ့်မယ်အဲ့ဒီဟာကိုပို့ပြီးတော့သွားနေကြတယ်ပြီးတော့ data ဆိုတဲ့အချက်အလက်ကြီးထက်ကို analytics ဘက်ကိုပို့ပြီးတော့သွားရတယ်အဲ့တော့ဒီမှာ HR ကိုစားလေးလာတဲ့လူငယ်တွေကလည်းဒါလေးတွေကိုနည်းနည်းသိထားပါတော့ data ဆိုတာကွာဒီမှာအချက်အလက်ပဲပြောတာဥပမာဝန်ထမ်းထွက်နှုန်းဘယ်လောက်ရှိလဲtraining completion rate ဘယ်လောက်ရှိသလဲနောက်ပြီးတော့ရင် cost per hire လို့ခေါ်တယ်ဝန်ထမ်း
ခံတဲ့အခါမှာတယောက်ချင်းကုန်ကျစရိတ်ဘယ်လောက်ရှိသလဲအဲ့ဒီဟာတွေကိုပေါ်ထုတ်ပေးနိုင်တာဒါ data ပဲရှိသေးတာ analytics ဆိုတဲ့သဘောတရားကအဲ့ဒီ data ဒီတိုင်းဆက်သွားနေရင်အနာဂတ်မှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတဲ့ဟာမျိုးအဲ့မှာ data အချက်လက်တွေပေါ်မှာမူတည်ပြီးတော့အဖြေထုတ်ကြည့်တာပေါ့နော်ခံမှန်းကြည့်တာမျိုးအဲ့ဆိုရင်နားလည်မှတင်တယ်နော်ဖြစ်နေတဲ့ data တွေဒီတိုင်းဆက်သွားတယ်ဆိုရင်အနာဂတ်မှာဘာဖြစ်လာနိုင်လဲဆိုတဲ့ဟာမျိုးခံမှန်းတာကို analytics လို့ခေါ်တာပေါ့နော်အဲ့တော့ analytics path ကိုသွားနေကြပြီအဲ့လို analytics path သွားရင်ခုန HR နဲ့ပတ်သက်တဲ့ data တွေမရှိဘဲနဲ့မရအဲ့တော့ကိုက data တွေပဲလုံနေလို့မရဘူးနောက်ပိုင်းမှာ analytics path ကိုသွားနော်အဲ့တော့ခုနဒီ software တွေပါဆိုလဲ analytics ထုတ်ပေးနိုင်တော့လို့ကောင်းတော့ပြီးရင် share service တွေအရင်တော့တခုခုဆိုရင် HR ကိုမေးမယ်နော်ဒီလိုမျိုးသွားမယ်အခုနောက်ပိုင်း digitization ဆိုတဲ့digitalize ပုံစံမျိုးတွေသွားတခုသိချင်ဒီ software တွေမှာနာမည်ရိုက်ထည့်လိုက်ရုံပဲနော်ဟိုသိချင်တဲ့ function တွေဝင်ပြီးတော့ကြည့်လိုက်ရုံပဲပေါ့နော်အရင်တော့လှုပ်တဲ့ခါမှာကိုလိုရင်လိုအပ်တယ်လို့ပြောင်းလဲလာနိုင်တယ်အခုနောက်ပိုင်းမှာဒီပြောင်းလဲလာတဲ့ဟာတွေလုပ်ငန်းရှင်တွေရဲ့အလိုအကျကို feature လေးတွေထည့်ပေးလာတယ်အဲ့ဒီကမှကိုလိုအပ်တဲ့ဟာလေးပဲထပ်ပြီးတော့ပြောင်းလဲနိုင်တယ်ပေါ့နော်အဲ့တော့အရင်တော့ကအခုလက်ရှိအခြေအနေကကျတို့အလုပ်လုပ်တဲ့အခါမှာဌာနတစ်ခုတည်းပေါ့နော် marketing ဆိုလဲ marketing ကိစ္စငါကိစ္စငါပဲလုပ်မယ် HR ဆိုလဲငါကိစ္စငါပဲလုပ်မယ်ဒီလိုမျိုးဌာနတွေက solid အရင်ဖြစ်တယ်ပေါ့နော်အဲ့လိုခွဲခြားဖြစ်ကြတယ်future မှာဆိုရင်အားလုံးကငါတို့ဌာနတွေအားလုံးကဆက်နွယ်နေတာပါလား integration ဆိုတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုသွားလိုက်တယ်နော်ပြီးတော့ရင် data တွေကဟိုတသက်မှတ်သေးဖြစ်နေတာပေါ့နော်ဒါပါတော့ data တစ်ခုကိုသိချင်တယ်ဆိုရင်ရုံးကိုပြန်ကြည့်မှရဝန်ထမ်းရဲ့အင်အားဘယ်လောက်ရှိသလဲနော်ဝန်ထမ်းတွေဟာရုံးကိုသွားကြည့်မယ်ဆိုတော့ဟိုရွှေ့လို့မရတဲ့ဟာကြီးကနေအခုနောက်ပိုင်းမှာဆို data တွေကအလွယ်တကူကိုသွားတဲ့နေရာကိုယူလာလို့ရပြီကိုရောက်တဲ့နေရာတွေလမ်းကြည့်လို့ရတယ်ဆိုတဲ့ဟာတွေကိုပြောင်းလဲလာလိမ့်မယ်နော်အဲ့တော့ဒီလိုပြောင်းလဲလာတဲ့အခါမှာနည်းပညာနဲ့ပတ်သက်တဲ့ဟာတွေကလည်းလိုလာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် intelligent service တွေ AI နဲ့ပတ်သက်တဲ့ဟာမျိုးတွေ voice recognition ဆိုတာဝန်ထမ်းတွေရဲ့အတန်တွေသူတို့ရဲ့ဟို complaint တက်ခွင့်ရှိတယ်ဆိုတဲ့ဟာတွေဒါ software တွေထဲမှာဒါထည့်ပေးရမှာပေါ့နော်အဲ့ဒါမှဒါသူတို့ရဲ့ complaint တွေတခုခုဆိုရင်ပြောတဲ့အခါမျိုးတွေအကြံပေးချက်တွေရှိလာတဲ့အခါမျိုးတွေမှာဆိုရင်လုပ်ငန်းတွေကပြန်ပြီးတော့ဖြည့်ရှင်းပေးလို့ရမှာတချို့လုပ်ငန်းတွေမှာ employee relation ကိုတော့ one way ပဲသွားတာငါတို့ပြောမယ်မင်းတို့လုံးဝပြန်ပြောပိုင်လို့မရှိဘူးပေါ့နော်ဒါပေမဲ့နိုင်ငံတကာတွေမှာအဲ့လိုမျိုးမဟုတ်ဝန်ထမ်းတွေကိုဆရာတို့က suggestion file ဆိုတာမျိုးရှိတယ်အဲ့ဒါတွေကအရင်တော့ physical သွားတာပေါ့နော်ရုံးမှာသွားပြီးတော့ထည့်ပေးရdigital ဘက်ကိုပြောင်းတဲ့အခါမျိုးမှာဆိုအဲ့ဒီ feature တွေမှာဒီ software တွေထဲမှာကအဲ့လိုမျိုးဟာမျိုးတွေပါလာတတ်တယ်ပေါ့နော် voice recognition သူတို့ရဲ့အတန်တွေကိုလည်းအတိမတ်ပြုပေးရမယ်နောက်ပြီးတော့ရင်ဒီ workforce ဆိုရင်ဒါ experience နော်ဒီသုံးလာတဲ့နည်းပညာတွေပေါ်မှာသူတို့အတွေ့အကြုံတွေယူမယ်ပြီးတော့ရင်data တွေက consistent ဖြစ်လာတာကနေပြီးတော့ standardize လုပ်လာကြလိမ့်မယ် standardize ဆိုတာလုံးဝ standard ဒီတိုင်းပဲဖြစ်ရတော့မယ်ပေါ့နော်ဆိုလိုချင်တဲ့အစားအစာမှာ data တွေကပြန့်ကျဲနေတာပဲအခုဆရာမေးကြည့်မယ်ကိုယ့်ရဲ့လုပ်ငန်းမှာခုနအသက်18ကနေ20ဘယ်နှစ်ရှိဘယ်နှစ်ယောက်ရှိတယ်လဲပြီးတော့ရင်20ကနေ25ဘယ်နှစ်ယောက်ရှိလဲ HR ရေးထားသလားလို့မေးလိုက်မရေးထားဘူး data တွေကပြန့်ကျဲနေတာပြီးတော့ location တွေရန်ကုန်မှာဘယ်နှစ်ယောက်လှိုင်သာမှာဘယ်နှစ်ယောက်လိုင်းမှာဘယ်နှစ်ယောက်မြေ data တွေလောက်ထားတာလို့မလောက်ထားဘူးအဲ့ဒီကနေမှတစ်ဆင့်ဟို consistent ဖြစ်လာတယ်ဒါတွေကတသက်မှတ်ထဲလောက်လာကြတယ်နော်အဲ့ဒါပြီးရင်အဲ့ဒီဟာတွေ standardize လုပ်လိုက်တယ်တခုခု data သွင်းမဲ့ဆိုရင် format တိုင်းဒီတိုင်းပဲသွားရမယ်ဆိုတဲ့ဟာမျိုးတွေနော်အဲ့ဒါတွေဖြစ်လာမယ်ပြီးတော့ machine learning ဆိုတဲ့အခုဒီ software တွေကနေပြီးတော့နော်ဘယ်လိုမျိုးလေ့လာမလဲ AI နဲ့ဘယ်လိုလေ့လာမလဲဒါမျိုးတွေသွားမယ်ပြီးဒီ extension လို့ခေါ်တဲ့လိုအပ်ရင်လိုအပ်တယ်လို့ထပ်ပြီးတော့ပြင်ဆင်လို့ရတဲ့ဟာမျိုးတွေဖြစ်လာလိမ့်မယ်နော်အဲ့တော့ software တစ်ခုရေးထားရဲ့အလုပ်ရှင် feature လေးတွေပေးထားမယ်အဲ့ဒီဟာမှာဆိုရင်ကိုလိုအပ်တဲ့ဟိုမှာ feature အသစ်ကလေးတွေထပ်ပေါင်းလို့ရနိုင်တယ်ဆိုတဲ့ဟာမျိုးကုမ္ပဏီကပေးနိုင်တာတော့ဒီလောက်ပဲဒီ function ပဲပါတယ်အဲ့တော့အလုပ်ရှင်က request လုပ်မယ်အဲ့တော့ငါရဲ့အလုပ်မှာကွာဒီ feature လေးတစ်ခုကိုထပ်ပေါင်းခြင်းနဲ့နော်အဲ့လိုမျိုးဟာလေးတွေပါထပ်လုပ်လာလိမ့်မယ်လိုလာနိုင်ပေါ့နော်ပြီးသားရင်တော့ကျတို့ဒီ platform နဲ့ innovation စမ်းသစ်တီထွင်မှုကိုဦးစားပေးတဲ့ဟာမျိုးတွေသွားမယ်အဲ့တော့ HR ရဲ့အရေးချင်းတွေကအနာဂတ်မှာဘာတွေရှိလာမလဲ visionary ဆိုတော့ကြိုပြီးတော့မြင်နိုင်ရတော့မယ်အခုနည်းပညာတွေကဆရာဆိုရင်တော့မှပဲတော်တော်ကြောက်လာတယ်ပေါ့နော်ဒီတကယ် AI ရဲ့အပြောင်းအလဲတွေမှာတော်တော်လေးကို visionary ကြိုမြင်မှုလိုတယ်ပြီးတော့ရင် innovator တွေ HR တွေကစမ်းသစ်တီထွင်နိုင်မှုလိုတယ်တခုဆိုတမန်ယူကြကြီးသွားနေတာအထက်ကိုကိုယ့်ရဲ့လုပ်ငန်းမှာဒါအကျင့်ပေးရdigital transformation ကိုဘယ်လိုမျိုးသွားလို့ရမလဲဒီအကောင်းကျိုးဆိုးကျိုးတွေပေါ့နော်ကောင်းလာတဲ့ဟာမျိုးတွေကိုဒါမျှဝေပေးနိုင်ရမယ်ပြီးတော့ရင် risk taker လို့ခေါ်တဲ့ risk တွေဒါတွေကိုလည်း risk ယူပြီးတော့လုပ်ရင်လုပ်ရမှာပဲเนาะဒီလိုမျိုးအရေးချင်းတွေရှေ့ရတော့မယ်
အဲ့တော့ digitalization ကိုသွားဖို့အတွက်ဆိုရင်ဆရာတို့အဆင့်6ဆင့်နဲ့ဒီမှာဆရာတို့ခွဲခြားပြီးတော့ကြည့်ရနော်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကဘယ်အဆင့်မှာရှိနေတာလဲနော်ဆရာတို့ဒါကိုကြည့်ရအဲ့တော့ပထမဆုံးအဆင့်ကတော့ business as usual business as usual ဆိုတဲ့အဆင့်ကဒါအနေဆုံးအဆင့်ပေါ့နော် digitalization ကိုပြောင်းတဲ့အဆင့်သူကဘယ်လိုအတွေးလဲဆိုတော့ငါတို့လက်ရှိလုပ်နေတဲ့အတိုင်းအိတ်စိမ်းနဲ့ပဲသွားနေတာပဲเนาะဒီတိုင်းပဲသွားနေတာပဲဒါကဟိုအဆင်ပြေနေတာပဲเนาะအနာဂတ်မှာလည်းဒါကြီးကမလိုလားနိုင်တော့ပါဘူးဆိုတော့အားမျိုးပေါ့เนาะဒါကဒီ digital transformation မှာဒါအနေဆုံးအဆင့်ပေါ့เนาะအဲ့ဒါမျိုးဆိုရင်တော့ digitalization ဘက်ကိုမသွားသေးဘူးသူလက်ရှိအဆင်ပြေတယ်သူတို့ကတော့ seminar တွေပြောတယ်နိုင်ငံတော်မှာပြောင်းနေတယ်ငါတို့ပြောင်းစရာမလိုသေးဘူးဆိုတဲ့အဆင့်အဲ့ဒီကနေမှတစ်ဆင့်နောက်ဘယ်ကိုထပ်တက်လဲဆိုတော့ present and active ဆိုတဲ့အဆင့်ကိုထပ်တက်တယ်ဒီမှာတော့သူတို့ကဘာလုပ်ကြပြီလဲဆိုတော့စမ်းပြီးတော့အသုံးပြုကြ။အော် HR software တွေနော် free စမ်းသုံးပေးတယ်ပြောတယ်နော်ငါတို့ဒါလေးတွေကိုစမ်းပြီးတော့သုံးကြည့်မယ်။ဒါမှမဟုတ်ဝယ်ပြီးတော့ပဲစမ်းပြီးတော့သုံးကြည့်အောင်။ဒါပေမဲ့အကုန်တော့မဝယ်သေးဘူးကွာ။နော်ဒီ HR အတွက်ကိုပဲတည်တံ့ဝင်မယ်။သူ software မှာအများကြီးရှိတာ哦 marketing လည်းရှိတယ် finance လည်းရှိတယ်နော် production လည်းရှိတာပဲအများကြီးရှိတယ်။အဲ့တော့ငါတို့ဒီထဲကနေပဲ software တစ်ခုကိုပြောင်းသုံးစမ်းသုံးကြည့်မယ်ဆိုတဲ့ဟာမျိုးကိုသုံးတဲ့အဆင့်ကိုဆရာတို့အဲ့ဒီမှာ present active အဆင့်ပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ကုမ္ပဏီကတခါကျရင်ဒီနေရာမှာပဲရှိရင်လည်းရှိနေပါအဲ့ဒါကြောင့်မလို့တခါကျရင်software တွေကမကောင်းဘူးเนาะအဲ့လိုမျိုးပြောကြတယ်ဖြစ်ပြမှာကိုယ်စမ်းသုံးကြည့်တယ်မကျွမ်းကျင်သေးဘူးဒါပေမဲ့သူတို့မှာအမှဘာတွေထိတွေ့ရလာရလဲဆိုတော့ဒီ digital နဲ့ပတ်သက်ပြီးတော့နည်းနည်းအတွေ့အကြုံတွေရလာတယ်เนาะဒါနဲ့ပတ်သက်ပြီးတော့အသိပညာတွေရလာတယ်เนาะစမ်းသုံးကြည့်တဲ့အခါမှာဘယ်လိုကောင်းကျိုးဆိုးကျိုးလေးတွေကိုသိလာအဲ့ဒီမှာတစ်ဆင့်ဒါကစိန်ပြေပါလားဆိုပြီးနောက်တစ်ဆင့်ပြီးတော့ထပ်တက်လဲ formalize အဆင့်ကိုထပ်ပြီးတော့တက်တယ်formalize အဆင့်မှာဆိုရင်တော့ခေါင်းဆောင်တွေကိုယ်တိုင် support ပေးလာပဲเนาะဟေးမင်းတို့အဲ့ဒါဆိုရင်ဒီ digitalization ကိုပြောင်းကြမယ်เนาะအခုဒီ software လေးတစ်ခုငါစမ်းသုံးကြည့်တာအဆင်ပြေတယ်အဲ့တော့ formal ကြခွင့်ပြုပေးလာเนาะဘယ်ကြောင့်ခွင့်ပြုလဲ leader ကိုယ်တိုင်ကုမ္ပဏီရဲ့ CEO MD ကိုယ်တိုင်ကလည်းဒီနေရာမှာပူးပေါင်းပါဝင်ပြီးတော့လှုပ်ဆောင်လာအဲ့ဒါဆိုရင်တော့ကွာဒီ digitalization နဲ့เนาะပြီးတော့ရင် digital transformation နဲ့ပတ်သက်ပြီးတော့အဲ့မှာစနစ်ကြလာsoftware တွေဆိုရင်ဘယ်လိုမျိုး data တွေဘယ်လိုမျိုး report ထုတ်ရမယ်ဘယ်လိုမျိုး data management လုပ်ရမယ်ဆိုတဲ့ဟာတွေစနစ်ကြလာတဲ့အဆင့်ကိုရောက်လာတယ်အဲ့ဒီမှာတစ်ဆင့်ဘယ်ကိုထပ်တက်လဲဆိုရင် strategy ဘိုင်းကိုဆက်သွားတယ် strategy ဘိုင်း strategy ကြဘယ်လိုစဉ်းစားလာလဲဆိုတော့ကဲငါတို့ဒီလိုမျိုး software တွေသုံးနေဆိုရင်နော်ဒီဟာတွေငါတို့ဘယ်လို strategy တွေမှာထည့်သုံးမလဲငါတို့ဒီမဟာဗျူဟာတွေစဉ်းစားတဲ့အခါမျိုးမှာဒီ data တွေငါတို့ဘယ်လိုမျိုးသုံးမလဲနော်အဲ့လိုမျိုးအသုံးချလာတဲ့အဆင့် strategy ကြအသုံးချလာတာပေါ့နော်အဲ့တော့ငါတို့ဒါတွေသာသုံးနေဆိုရင်တခြားကုမ္ပဏီတွေကငါတို့ဘယ်လိုသားမလဲပေါ့နော်အဲ့လိုမျိုးပြောင်းလဲလာတဲ့အဆင့်အဲ့ဒီကနေမှနောက်ဆုံး compass အဆင့်ကကြတော့သူကလုံးဝကို fully support ပေးလိုက် digital နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီ digital transformation နဲ့ပတ်သက်ပြီးတော့ငါတို့ကုမ္ပဏီတစ်ခုလုံးကို digital transformation သွားမယ်အဲ့ဒီအတွက်ကိုလည်းဒီဟာကိုထိန်းနိုင်ဖို့အတွက်ကိုအဖွဲ့တစ်ခုဖွဲ့မယ် digital နဲ့ပတ်သက်ပြီးတော့ team တစ်ခုဖွဲ့မယ်ဆိုပြီးတော့လုံးဝကိုဘိုင်ယိုဖေးမှပြီးတော့သွားတယ် fully support ပေးလာတဲ့အဆင့်ပေါ့နော်အဲ့လိုမျိုးသွားတယ်အဲ့ဒါနေမှတစ်ဆင့်နောက်ဆုံးဘယ်ကိုသွားလဲဆိုတော့ဒီ digital transformation ကအရန်ကိုကောင်းတယ်ငါတို့စဉ်ဆက်မပြတ်ထိန်းသိမ်းရမယ်ဆိုတဲ့ continuous process အဆင့်ကိုသွားကြနော်ဒီလိုမျိုးသွားရအဲ့တော့တစ်ဆင့်ချင်းကြီးတက်ရမှာကိုကအခုမှကိုယ့်ရဲ့လုပ်ငန်း business as usual ဒီတိုင်းပဲသွားနေကောင်းတဲ့အဆင့်ကနေပြီးတော့ formalize အဆင့်ကိုတန်းပြီးတော့တက်ဖို့ဆိုတော့ဂျားထဲမှာဒီအဆင့်တစ်ခု present active စမ်းသုံးကြည့်ပြီးတော့အတွေ့အကြုံယူရတဲ့အဆင့်ကိုအရင်ဖြတ်တန်းရတယ်အဲ့တော့ဒီထဲမှာပြောမယ်ဆိုရင်ဒါလုပ်ငန်းရှင်တွေမဟုတ်သေးတော့လုပ်ငန်းရှင်တွေလည်းပါရင်ပါမှာပေါ့နော်အဲ့တော့တချို့ကဒီ digital transformation ကိုအဲ့ဒီ strategy ကြသုံးနေတာရှိတယ်တချို့ကလုံးဝဟိုထိတ်ဆုံးက innovative adaptive ဖြစ်နေတဲ့လူတွေရှိနေတာပေါ့နော်အဲ့တော့ကိုကဒီလိုမျိုးတစ်ဆင့်ချင်းစီသွားရမှာပေါ့အဲ့လိုမျိုးtransformation သွားတဲ့အခါမျိုးမှာကျတော့အရေးကြီးတဲ့အစိပ်ပိုင်းတွေက leader တွေကိုယ်တိုင်ပါဝင်ဖို့လိုတယ်နော် strategy တွေမှာလည်းဒါတွေပါဝင်ဖို့လိုတယ် leadership ကလည်းပါဝင်ရပြီးတော့ HR ရဲ့ technology တွေကိုလည်းနားလည်ရမယ်ဒါ HR digital transformation သွားမယ်ဆိုရင် HR process တွေနားလည်ရမယ်ပြီးတော့ဝန်ထမ်းတွေကလည်းဒါနဲ့ပတ်သက်ပြီးတော့ awareness ရှိဖို့လိုတယ်နော်ဝန်ထမ်းတွေကလည်းဒီထဲမှာတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ပြီးတော့ innovation စမ်းသစ်တီထွင်မှုကိုဦးစားပေးရနော်အဲ့တော့ sensitive မှု innovation ဆိုတာကအရာသူကဒီတိုင်းသွားနေတာကိုသူပိုကောင်းတဲ့နည်းလမ်းတစ်ခုကိုစမ်းပြီးတော့ထွင်ကြည့်တာမျိုးပေါ့နော်အသစ်တစ်ခုတီထွင်လိုက်တာမျိုးမဟုတ်ဥပမာကွာဒီမိတ်တနခါထုတ်နေတာကနေပြီးတော့
အရင်တော့အမှုတ်ကနေပြီးတော့နောက်ပိုင်းအခဲလေးတွေထုတ်မယ်ဒါမျိုးပေါ့နော်အဲ့ဒါကို innovation လို့ခေါ်တယ်အဲ့ဒါကိုမှကိုယ်ကသွားပြီးတော့တနခါနေပြီးတော့နောက်ပိုင်းနောက် product တစ်ခုပေါ့နော်makeup တို့ပါနှာခမ်းနီတို့ထုတ်မယ်ဆိုအဲ့ဒါ creation ဖြစ်သွားတယ်အဲ့ဒါတက်ပေါ့နော်အသစ်တစ်ခုတည်ထွင်တာ innovation ကကျတော့လက်ရှိနေတဲ့ဟာကိုပိုကောင်းအောင်လုပ်တာပေါ့အဲ့လိုပိုကောင်းအောင်လုပ်ဖို့ဆိုရင်သူကစမ်းသပ်ဖို့လိုတယ်တချို့တွေကကျတော့အဲ့လိုမျိုးစမ်းသပ်တဲ့အခါမှာမှားတာရှိရမှန်တာရှိတယ်အဲ့မှားတဲ့အခါမှာအပြစ်တင်မယ်အပြစ်ပေးမယ်ဆိုရင်အဲ့လုပ်ငန်းကဝန်ထမ်းတွေ innovation မလုပ်တော့ဒီတိုင်းနေတာအမှားခဲ့ပါတယ်ငါနော်ထပြီးတော့စမ်းသပ်ပုံပြီးလုပ်လိုက်တဲ့အခါကျမှငါအဆူခံရတယ်ဆိုတာပဲအဲ့ဒါဆိုရင် innovation မဖြစ်တော့ဘူးအဲ့ဒါနည်းပညာကုမ္ပဏီတွေမှာဆိုရင်အဲ့လိုမျိုးမသွားအောင်သူတို့ရတယ်မင်းတို့စမ်းမှုအတွက်ကိုတက်အချိန်ပေးထားတယ် innovation လုပ်ဖို့အတွက်အဲ့ဒီမှာနီလန်းကောင်းတွေတွေ့လာတယ်ဆိုရင်အဲ့ဒါကိုအသုံးချလို့ရတယ်ပုံကုမ္ပဏီတွေဆိုရင်အများနဲ့ innovation လုပ်နေရတာပေါ့နော်ပြီးတော့ data analytics နော်ဒါလည်းအရေးကြီးတဲ့အစိတ်အပိုင်းတွေမှာပါတယ် HR digital ဘက်ကိုပြောင်းမယ်ဆိုရင်ပေါ့နော်အဲ့တော့ digital transformation သွားမယ်ဆိုရင်ဘာအကျိုးကျေးဇူးတွေရှိမလဲနော်စွမ်းဆောင်ရည်လုပ်ငန်းစွမ်းဆောင်ရည်နဲ့ပတ်သက်ရင်လုပ်ငန်းတွေပို့ပြီးတော့မြန်ဆန်လာတယ် manual လို့ခေါ်တဲ့ကိုယ့်ဘာသာကိုပေါ့နော်ဒီလိုက်ပြီးတော့လုပ်နေရတဲ့ဟာတွေပေါ့နော်auto မဟုတ်ဘဲနဲ့ကိုယ်လိုက်လုပ်နေရတဲ့ဟာတွေပြောချတိုင်းတယ် automation system တွေအသုံးပြုတဲ့အတွက်အချိန်ကိုသက်သာသွားတယ်အဲ့တော့ HR နဲ့ပတ်သက်ရင်တော့ HR report တစ်ခုနော်ထုတ်မယ်ဒါမှမဟုတ် manpower update တစ်ခုထုတ်မယ်ဆိုရင်အဲ့ဒီမှာဆိုခဏနေရိုက်ထည့်ရသေးတယ်နောက်ပြီး OT နိုင်ဘယ်လောက်ရှိသလဲပြီးတော့ leave balance တွေဘယ်လောက်ရှိလဲ leave record တွေဘယ်လောက်ရှိသလဲနော်KPI အမှတ်တွေဘယ်လိုရှိလဲ department performance တွေဘယ်လိုရှိလဲအဲ့ဒါတွေကိုဒါကိုကတော့ဒီတိုင်း manual လုပ်မယ်ဆိုရင်အချိန်တစ်ခုတော့ပေးရတယ် software မှာကျတော့ click တစ်ချက်နှိပ်လိုက်တာနဲ့ဒါရနိုင်တယ်ဗောနော်အတွေ့အကြုံရနိုင်တယ်အဲ့တော့အဲ့ဒီဟာကို HR ကပေးမှရနိုင်တာလားဆိုတော့မဟုတ်ဒီ software ကိုမှ MD ကသုံးနေတယ်ဆိုတာသူကိုယ်တိုင်ဒီဟာကိုကြည့်လို့ရတယ်သူကိုယ်တိုင်ထုတ်ကြည့်လို့ရတယ်HR ကိုမေးကြတော့မလိုတဲ့ဟာရှိတယ်နော်နောက်ဝန်ထမ်းတွေရဲ့အတွေ့အကြုံနဲ့ပတ်သက်ရင်လည်းပုံမကောင်းမွန်တဲ့ဒီဝန်ဆောင်မှုတွေနော်ပုံမကောင်းမွန်တဲ့အလုပ်အတွေ့အကြုံတွေသူတို့ရတယ်အဲ့တော့ဆက်စားပဲလို့ခေါ်တဲ့ကိုယ့်ဘာသာကိုရှာဖွေနိုင်တဲ့ဟာမျိုးတွေတခုသိချင်တယ်ဆိုရှာဖွေနိုင်တဲ့ဟာမျိုးတွေရတယ်strategy ဒီမှာဆိုရင် data driven ဆိုတာ data တွေပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ချက်တွေချတဲ့အခါမျိုးတွေမှာဆိုရင်ဒီ digital transformation ကြောင့်ပို့ပြီးတော့ effective ဖြစ်လာတယ်ပေါ့နော်ဥပမာ HR analytics ကိုဆရာတို့ကောင်းကောင်းအသုံးချပြီးတော့ဝန်ထမ်းတွေကိုထိထိရောက်ရောက်စီမံတာမျိုးနော်ဒါမျိုးဆိုရင်ဒါ data driving ကိုကြည့်ပြီးတော့ဆုံးဖြတ်တာဆိုတော့ဝန်ထမ်းထွက်နှုန်းတွေများနေတယ်ဆိုရင်ဘာဖြစ်လာနိုင်လဲနော်ဒါမျိုးတွေစဉ်းစားတာကို HR analytics လို့ခေါ်တာအဲ့တော့မှ HR ကဝန်ထမ်းထွက်နှုန်းတွေငါ့ကိုတွက်ပေးပါဆိုရင်ဒါလေးတောင်မတွက်တတ်ဘူးဒီ data တောင်မရှိဘူးဆိုရင်ရှေ့ဆက်ဘယ်လိုသွားလို့ရမှာလဲနော်အဲ့ဒါမျိုးပြောချင်တာဖြစ်ပါတယ်အဲ့တော့ HR အတွက်ကောဘာကောင်းကျိုးတွေရှိလာမှာလဲနော် HR ရဲ့အလုပ်တွေအတွက်ကိုပေါ့နော် HR အတွက်ဆိုတာ ਨੇ HR လူကိုပြောတာမဟုတ်ဘူး HR အလုပ်တွေအတွက်ဒီလိုမျိုး digital transformation လုပ်လိုက်ရင်ဘယ်လိုမျိုး HR point of view တွေကနေကောင်းလာမလဲဆိုရင် HR ရဲ့ခုန administrative အလုပ်တွေဝန်ထမ်းနဲ့ပတ်သက်တဲ့အုပ်ချုပ်မှုဆိုခုန data တွေပေါ့နော်သူတို့ရဲ့ပတ်သက်တဲ့ data တွေအဲ့ဒီဟာတွေလုပ်နေတာတွေ short ချနိုင်တယ်ဆိုပါစို့အခုကရုံးဝင်သွားတယ်မနေ့ဆိုရင် attendance တွေကောက်မယ်နော်ပြီးရင် attendance တွေထိုင်ထည့်နေရပြီးတော့ရင် OT တွေကောက်ထားတဲ့ OT လေးတွေအိတ်စဲထဲမှာထိုင်ပြီးတော့ထည့်နေရအဲ့ဒီဟာလောကနိုင်ခွက်တစ်နာရီအချိန်ပေးရတယ်အဲ့တော့လည်း HR assistant တယောက်ခေါ်ထားနော်ဒီလိုမျိုးတွေရှိ Okay အဲ့တော့တကယ်လို့ software သုံးတဲ့အခါမျိုးမှာအဲ့ဒါတွေကအလိုလျောက်သွားတယ် face scan fingerprint ဒီကနှိပ်လိုက်ရင် software ထဲမှာအလိုလျောက်အချိန်တွေကတွက်ပြီးသားပဲပေါ့နော်ကိုက manual နည်းနည်းပါးပါမလိုအပ်တဲ့ဟာလေးတွေပြင်လိုက်ရုံအဲ့တော့ဒီနေရာတွေမှာကြီးပဲအချိန်ကုန်မနေတော့ဘဲနဲ့ HR တွေဘယ်ဘက်ကိုသွားရတော့မှာလဲဆိုရင် strategic partner ဆိုတဲ့ဘက်ကိုသွားဒါပြီးခဲ့တဲ့ seminar တော့တယောက်မေးတယ်ဆရာတဲ့ကုမ္ပဏီတွေမှာပေါ့နော်ဘယ်ဌာနအရေးကြီးဆုံးလဲတတိယ marketing ကိုပဲဦးစားပေးနေတယ်ဒီလိုပြောတယ် Okay အဲ့ဒါကဘာလဲဆိုတော့ဆရာတို့ HR တွေက performance မပြနိုင်သေးလို့ပေါ့နော် strategic partner role ကသွားနိုင်တယ်ဆိုရင်လုပ်ငန်းရှင်ကကိုယ်အားကိုးလာလိမ့်မယ်တခုခုဆိုကိုယ်တိုင်ပင်လာလိမ့်မယ်အဲ့တော့ကိုယ်မှာအဲ့လောက်ထိအရေးချင်းတုံလောက်တဲ့ knowledge မရှိဘူး strategic partner ဆိုတာHR တခုတည်းသိနေတဲ့လူမျိုးပြောတာမဟုတ်ဘူးကိုကဒီ HR ကောနော် marketing point of view ဘက်ကရော finance ရဲ့အခေါ်တွေရောဒါလေးတွေကိုသူတို့specialist တွေလောက်နားမလည်ပေမဲ့ main function တွေနားလည်ထားတာနော်အဲ့ဒါဆိုရင်သူက human resource ကိုင်တွယ်နေတာဖြစ်တဲ့အတွက်ဒီမှာသူအကြံပေးနိုင်တဲ့အခါမျိုးရှိတာနော်
အဲ့ဒါမျိုးဒါဆိုရင်ဒါသူတို့ HR ဌာနကဒါအရေးပါတယ်ဆိုတဲ့ဟာမျိုးတွေးလာပါလိမ့်မယ်နော်အဲ့ဒါခုနက operation ထဲမှာလုံးနဲ့ချလဲလိုက်နေတယ်အဲ့လိုဖြစ်တယ်ပြီးတော့ရင် service delivery ကပို့ပြီးတော့မြင့်လာမယ်တဲ့ digital transformation ဘက်ကိုသွားရင်ဥပမာ HR ပေးနိုင်တယ်အရင်တော့ data တွေလာတောင်းရင်မရှိဘူးနော်ဝန်ထမ်းရဲ့သွေးမျိုးစားတခုသွေးလှူခြင်းနဲ့သွေးလှူတယ်ဆိုတော့သွေးမျိုးစားငါမကောက်ထားဘူးနော်အဲ့လိုဒီမှာကျတော့တေချာလေးသာ record လုပ်ထားမယ်ဆိုရင်ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့မြင်ရတယ်နော်ဘယ်လိပ်စာဘက်မှနေလဲနော်ဒါမျိုးလေးတွေကိုအလွယ်တကူသူတို့တောင်းတဲ့ information တွေကိုပေးနိုင်တယ်နောက်တစ်ခုကကျတော့compliance နော်ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ကိုက်ညီအောင်နော် risk mitigation ဆိုတော့ risk တွေကိုကြိုမြင်နိုင်တာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်လာဒီ data တွေကြည့်တင်ရမယ်ဆို risk တွေကိုကြိုမြင်နိုင်ပြီးတော့ HR ရဲ့ capability ဆိုတော့အရေးအချင်းတွေကိုလည်းတည်ဆောက်လို့ရလာနိုင်တယ်เนาะဒါကတော့ဒီ digital transformation ကိုသွားတဲ့အခါမှာ HR ရဲ့ကောင်းကျိုးတွေပေါ့နော်အဲ့တော့ operation ထဲမှာအရင်မလဲပတ်နေတော့ပဲね channel strategy ဘက်ကိုသွားလာနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဆရာတို့ HRIS ဆိုတဲ့ဟာလေးကိုသွားရအောင်အဲ့တော့ HRIS ဆိုတာဘာလဲသူ့ရဲ့အရှိကောက်ကဆရာတို့လည်းဒီ HR စလေ့လာတော့ HRIS ဆိုတော့ IS ဆိုတာ is ပေါ့နော် HRIS ပေါ့နော်အဲ့လိုမျိုးထင်တာအဲ့တော့ HRIS ရဲ့အရှိကောက်က Human Resource Information System လို့ခေါ်တယ်အဲ့တော့ Human Resource Information System ဆိုတာဒီဝန်ထမ်းနဲ့ပတ်သက်တဲ့ information တွေကိုစုဆောင်းထားတာမျိုးဆိုလိုတာပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ Sunday တော့ဆရာ manager အတန်းမှာ activity လေးလုပ်တယ် HR ဌာနမှာဘာ data တွေရှိရမလဲဒါသူတို့ brainstorming လုပ်ကြတယ်ရေးကြတယ်ဒါပေမဲ့လက်တွေ့မှာဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ရခိုင်နှုန်းရှိလဲဆိုရင်ဒီသင်တန်းမှာတော့ရေးပေးမယ်လက်တွေ့မှာသူတို့လောက်ထားနိုင်တဲ့ data ကအဲ့ဒီတဝက်သို့မဟုတ်တဝက်ကျော်လောက်ပဲ data ရှိနေတာပေါ့နော်အဲ့တော့ information system လို့ပြောနေတာဒါတွေအားလုံးကကိုယ်မှာ data တွေရှိရမှာပေါ့အဲ့လိုလုပ်တဲ့အခါမှာဆရာတို့ကအဲ့တော့ HR information system ဆိုတာ is a software solution for small and medium business အဲ့တော့လုပ်ငန်းအလယ်အလတ်နဲ့အသေးတွေအတွက်ပေါ့နော်ဒီ software နဲ့ဖြည့်ရှင်းပေးတာဘာတွေဖြည့်ရှင်းပေးတာလဲဆိုရင်လူတွေရဲ့ payroll management တွေပြီးသွားရင်ဒီ management တွေ accounting ဆိုတာဒါစာရင်းအင်းကိုပြောတာမဟုတ်ဘူးဒီမှာကိန်းဂဏန်းအချက်လက်တွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့အောင် automatic ဖြစ်သွားအောင်လို့ဒါဖြည့်ရှင်းပေးတဲ့ဟာမျိုးHuman Resource Information System လို့ခေါ်တာပေါ့နော်အဲ့ဒီအဲ့လိုမျိုးဒါ Human Resource Information System တခု software တခုနဲ့ကျတော့ data လေးတိစောက်ထားနိုင်တယ်ဆိုရင်ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ data တွေကို manage လုပ်လာနိုင်မယ်နော်အဲ့ data တွေကို manage လုပ်လာနိုင်မယ်ပြီးတော့ရင် workflow တွေကိုကူညီပေးနိုင်တာပဲပြီးတော့ improve efficiency အလုပ်လုပ်တဲ့အခါမှာပို့ပြီးတော့ထိထိရောက်နဲ့လုပ်လာနိုင်မယ်ပြီးတော့ရင် employee တွေရဲ့ဒီ productivity ကိုမြင့်တင်ပေးလာနိုင်မယ်ဒီက data တွေထောက်ပံ့လာတဲ့အခါမျိုးမှာဥပမာ manpower plan တွေရေးဆွဲမယ်เนาะပြီးတော့ရင် scale နဲ့ပတ်သက်တဲ့အချက်လက်တွေကdata လေးစုဆောင်းထားမယ်ဆိုရင်သူတို့ ਨੇ ပတ်သက်တဲ့ training တွေဒါစီစဉ်ပေးနိုင် productivity တွေတက်လာเนาะဒီလိုအချက်လက်တွေပေးနိုင်ရပြီးတော့ရင် HR ရဲ့ cost တွေကို control လုပ်လာနိုင်မယ် manage လုပ်လာနိုင်မယ်ပြီးတော့ရင် store collect information တွေကိုလည်းdata လေးစုဆောင်းထားလာနိုင်မယ်เนาะပြီးတော့ဒီလိုမျိုးအချက်အလက်တွေကိုလုပ်ငန်းရှင်ကပေါ့နော်သူလိုအပ်ရင်လိုအပ်တဲ့လိုမျိုး customize လုပ်လို့ရမယ်เนาะဒါတော့သူ့ရဲ့ကောင်းကျိုးလေးတွေဖြစ်ပါတယ်အဲ့တော့ HRIS system ထဲမှာအဓိကဘာတွေရှိလဲ payroll management နဲ့ပတ်သက်တဲ့ဟာတွေရှိမယ် payroll management လို့ပြောလိုက်ရင်တော့အဲ့ဒီအောက်မှာခုန attendant တွေ OT တွေเนาะအဲ့ဒါတွေအကုန်လုံးပါဝင်တာပေါ့နော်သူရဲ့အခြေခံလစာတို့သူရဲ့ allowance တို့เนาะပြီးတော့ရင်သူနဲ့ပတ်သက်တဲ့ detail တွေ income tax တွေလူမှုဖူလုံရေးဒါနဲ့ပတ်သက်တဲ့ data တွေရှိရเนาะနောက် database management ကတော့ဒါ data အများကြီးရှိရမယ် time and attendance ကကြတော့ဒီထဲမှာ attendance နဲ့ပတ်သက်တဲ့အချိန်တွေဘယ်အချိန်ဝင်နေဘယ်အချိန်ထွက်လဲဆိုတဲ့အမျိုးတွေပြီး recruitment ဆိုရင်လည်းဘယ်နေ့ကစဝင်နေဘယ်နေ့က permanent ဖြစ်တယ်เนาะ CV form ဘယ်နှဆောင်ရတယ်ဒါမျိုး data တွေပြီးတော့ performance management နဲ့ပတ်သက်တဲ့ KPI တွေအမှတ်တွေproject management နဲ့ပတ်သက်တဲ့အားတွေဒီ workflow အလုပ်ချိန်တွေနဲ့ပတ်သက်တဲ့အားတွေပြီး manpower planning နဲ့ပတ်သက်တဲ့ဟာတွေပါမယ်ပြီး asset management နဲ့ပတ်သက်တဲ့အပိုင်းတွေ HR reporting အပိုင်းတွေပြီးဝန်ထမ်းတွေထွက်သွားတဲ့အခါမှာသူတို့ရဲ့အကြောင်းအရာတွေကို data record လုပ်ထားတဲ့အပိုင်းတွေ advanced reminder လို့ခေါ်တဲ့တခုခုပေါ့နော်
notary လေးတွေပေါ့နော် software တွေကနေပြီး reminder လေးတွေသူတို့ပေးတာဥပမာဆိုပါစို့ဒီဝန်ထမ်းဒီ3 လပြည့်တော့မယ်3 လပြည့်တော့မယ်တစ်လလို့လောက်တယ် reminder ပေးနေပြီ HR နော်မင်းတို့ဒီဝန်ထမ်းဒီနောက်တစ်လဆိုရင်3 လပြည့်ပြီဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဟာလေးပြီးရင် mobile support လုပ်တဲ့ဟာလေးရှိပြီနော်တချို့ software တွေဆိုရင်ဒါဖုန်းပေါ်မှာ support ပေးတယ်အဲ့တော့ကိုတချို့လုပ်ငန်းတွေကကြတော့ကျတော့မျိုးနယ်တွေမှာနော်ဝန်ထမ်းတွေရဲ့အလုပ်သဘောတဘာဝရုံးကိုမလာရအပြင်ကိုသွားနေရတာမျိုးတွေရှိအဲ့ဒီခါမှာကိုယ့်ရဲ့ဖုန်းထဲကနေပြီးတော့သူအလုပ်ကိုရောက်နေပါတယ်ဆိုတဲ့ဟာမျိုး plan ပြီးတော့တင်ရအဲ့ဒါကြီးကိုအရင်တော့ဆိုရင်ရုံးလာပြီးတော့တိုင်းကက်ရိုက်ရမယ်လို့ပါတော့အဲ့ဒီခေတ်တွေမရှိတော့အခုက digital transformation ကိုသွားမယ်ဆိုရင်ကိုရောက်တဲ့နေရာနေအတန်းတက်လမ်းတင်လို့ရနော်အဲ့ဒီ tracking system တွေကိုလည်းဒီနောက်ပိုင်းမှာမမီးမြဟန်လို့နော် Smart HR ကနေပြီးတော့ဒါရှင်းပြပါလိမ့်မယ်အဲ့တော့ကိုထင်ထားတာတက်ကိုပို့ပါတယ်အဲ့တော့ကိုတစ်ခါကျရင် HR software တခုကိုတိတ်ပြီးတော့ဖြစ်တယ်ဆိုတာသူ့မှာ feature ကစုံရင်စုံသလောက်အများကြီးရှိတယ်အဲ့တော့ကိုသုံးမှုတဲ့ feature ကနည်းနေလို့လည်းဖြစ်မှာပေါ့နော်ပြီးတော့နောက်ပိုင်းတွေမှာကိုအရင်တော့သိထားတဲ့လိုမျိုး software တခုကရုံးကနေပဲတည်လို့ရနေတာပဲ cloud system တွေနောက်ပိုင်းပြောင်းလာပြီကျွန်တော်မလေးရှားမှာဆိုအဲ့လိုမျိုးသွားတာပေါ့နော် cloud system နဲ့သွားတယ်ရောက်ဒီမြန်မာက product ဘယ်လောက်ထွက်လဲ balance ဘယ်လောက်ရှိလဲဆိုတော့သူမလေးရှားကဒီ software တွေကဝင်လိုက်တာနဲ့သူကြည့်လို့ရတယ်ဟိုက MD ကဒီကိုလှမ်းမေးစရာမလိုနော်ဒီကလာ update လုပ်မယ်ဆိုအဲ့လိုမျိုးကြည့်လို့ရတယ်နော်အဲ့လိုမျိုးတွေသွားနေတာ okay အဲ့တော့ HRIS model တခုကဘယ်လိုသွားလဲဆိုတော့ဒီမှာတော့ဆရာရိုးရိုးရှင်းရှင်းလေးပဲပြောပါမယ်သူက input output ပဲပေါ့နော်အဲ့တော့ကိုက data တွေ input လုပ်ရမယ်အဲ့ဒါကို output ပြန်ပြီးတော့ထုတ်နိုင်ရအလဲမှာ database တခုရှိရအဲ့ဒါကို HRIS database လို့ခေါ်တာပေါ့နော်အဲ့တော့ data မရှိဘဲနဲ့တော့ output တွေကျွန်တော်ဆွဲထုတ်လို့မရဘူးဆိုလိုတာကHR software တခုကသုံးထားတယ် HRIS software တခုပေါ့သုံးထားတယ်ဒါပေမဲ့ data တွေကမထည့်ထားဘူး data မထည့်ဘဲနဲ့ဒီအခွင့်အရေးတွေကနေဘာတွေဆွဲထုတ်မှာလဲဆွဲထုတ်လို့မရဘူးเนาะအဲ့တော့ automatic system ဆိုပေမဲ့အရှိက input မလုပ်ဘဲနဲ့သွားပြီးတော့ဆွဲထုတ်လို့မရဘူးဆိုလိုတာကဥပမာ leaf တွေဝန်ထမ်းတွေက leaf ယူတယ် query မှာသူ leaf နဲ့ပတ်သက်ပြီးတော့တခု update လုပ်ပေးရတယ်သူယူသွားလားမယူသွားလားလုပ်ပေးတယ်လုပ်ပေးတဲ့ဆိုရင်တော့သူက report ထုတ်တဲ့အခါမျိုးမှာဆိုရင်ဒါသူကလုပ်ပေးလိမ့်မယ်เนาะအဲ့လိုမျိုးအဲ့တော့နောက်ဆုံးပေါ့ဝန်ထမ်းကခွင့်တင်တယ် application နဲ့ခွင့်တင်တယ်အတောင်လဲသူက automatic record လုပ်သွားတာမျိုးလည်းရှိတယ်အဲ့ဒီခွင့်တင်တယ်ဆိုတဲ့ဟာအဲ့ဒါဘာလဲဆိုရင်ဒါ input ထဲမှာပါတာเนาะဒါသူတို့ input ဘက်ကနေပဲပါတယ်အဲ့ကြောင့်လို့ဒီမှာဆိုရင်accounting ဆိုတော့ဒီကိန်းဂဏန်းနဲ့ပတ်သက်တဲ့ဒီဟာတွေပေါ့နော်အဲ့ဒီဟာတွေကတခြားအရှိပိုင်းမှာဆိုတာ input system လို့ခေါ်တာပေါ့ဒီ database ရဲ့အရှိမှာရှိတဲ့ဟာတွေပေါ့နော်ပြီးတော့ရင် employee survey တွေ engagement တွေ satisfaction လို့ခေါ်တဲ့စိတ်ကျေနပ်ခြင်းတွေเนาะအဲ့ဒါတွေသိကျင်နေဆိုရင်ဒါနဲ့ပတ်သက်တဲ့အရှိရ research လုပ်လို့ရတဲ့ feature တွေဒါအရှိမှာရှိရအဲ့ဒီ input ရှိတော့မှပဲသူဒီအနောက်မှာပြန်ပြီးတော့ထုတ်လို့ရမှာပေါ့နော်ပြီးနောက်ပိုင်းမှာဆို AI feature တွေပါရှိလာနိုင်တာပေါ့နော် okay အဲ့တော့ဒီမှာဆိုရင်ဆရာတို့ဒါတွေပြန်ထုတ်လို့ရလဲ data တွေပြန်ထုတ်မယ်ဆိုရင် workforce planning နဲ့ပတ်သက်တဲ့ data တွေနောက်ကိုထုတ်လို့ရနိုင်တယ် safety နဲ့ပတ်သက်တဲ့ဟာတွေခုန benefits တွေ bonus တွေပြီးတော့ရင် environmental reporting နဲ့ပတ်သက်တဲ့ဟာတွေပြီးရင် workforce management နဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့နော်ဝန်ထမ်းတွေကိုလူအင်အားဘယ်လောက်ရှိလဲဆိုတဲ့ဟာမျိုးတွေပြီးတော့ရင် payroll administration နဲ့ပတ်သက်တဲ့ reporting တွေနော်အခြေခံလစာဘယ်လောက် allowance ဘယ်လောက်ကိုကြိုက်တဲ့လိုမျိုးခေါင်းစဉ်တစ်ခုတက်ပြီး reporting ပြန်ထုတ်လို့ရတယ်ပြီး compensation လောက်ခလစာနဲ့ပတ်သက်တဲ့အပိုင်းတွေ succession planning နဲ့ပတ်သက်တဲ့အပိုင်းတွေ succession planning ဆိုတာယာရုဆက်ခံတဲ့အပိုင်းကိုပြောတာပေါ့နော်တခုခုဒီအရေးကြီးတဲ့ယာရုတခုကဒီကုမ္ပဏီကနေထွက်သွားတယ်ဆိုရင်အောက်မှာဆရာတို့ကယာထားရတယ်အဲ့ဒါမှသာဒီအလောက်ကဒုက္ခမရောက်မှာပေါ့နော်တကယ်လို့သာအဲ့ဒီနေရာကိုဆရာတို့ကယာထားခြင်းမရှိဘူးဆိုရင်ဟိုအစိုးဘက်ကတွေးမယ်ဆိုရင်ဒီဝန်ထမ်းရဲ့ပညာပြတာကိုခံရငါ့ဒီလောက်ကထုတ်လို့မရပါဘူးကွာငါဒီကုမ္ပဏီမရှိမဖြစ်ပါပဲเนาะအဲ့တော့မရှိမဖြစ်ကောင်းတော့ကောင်းတယ်စီကန်းလိုက်နိုင်ကောင်းတယ်တချို့အဲ့တော့အလွဲသုံးစားယူတာရှိဟာငါကြိုက်လို့နေမယ်ကွာငါ့ပြောလို့မရဘူးအာစီမင်းစီကန်းလည်း HR တော့ငါ့အလုပ်ရှင်တော့ငါ့မနိုင်ဘူး HR တော့လာမပြောနဲ့အဲ့လိုမျိုးဖြစ်နိုင်တယ် succession planning မရှိဘူးဆိုရင်သူကယာရုတိုင်းအတွက်မဟုတ်ကုမ္ပဏီပေါ်မူတည်ပြီးတော့အဲ့ဒီမှာမရှိမဖြစ်ယာရုဆိုတာရှိဒီယာရုကဝန်ထမ်းသာရုပ်တရက်မရှိတော့ဘူးအလုပ်ထွက်သွားတယ်ဆိုရင်အစားထိုးမဲ့လို့မရှိရင်အဲ့ဒီခါရက်တန့်သွားမယ်ဆိုတဲ့ယာရုပဲပေါ့နော်အဲ့ဒီအောက်မှာဆိုတော့ train ပေးထားတယ်အဲ့ဒီယာတွေဒီ system တွေကနေပြီးတော့ကြည်နိုင်ရတယ်နော်ပြီးရင် recruiting system တွေနော်ဒါလေးတွေကျတော့ output အနေနဲ့ပြန်ထုတ်လို့ရတယ်
အဲ့တော့ HRIS မှာဆိုရင်ဆရာတို့ဒီမှာဟိုဒါကတော့မြန်မြန်လေးပဲပြောလိုက်တော့မယ်နော်အရင်ဆုံး database အရင်ရှိရမယ်အစိပ်ပိုင်းနေတယ်ဆိုရင်ပြီးတော့ရင်ဝန်ထမ်းတွေရဲ့ time labor management နဲ့ပတ်သက်တဲ့သူတို့ရဲ့အလုပ်ချိန်တွေပဲချိန်ဝင်တယ်ပဲချိန်ထွက်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီထဲမှာရှိဖို့လိုတယ်ပြီးတော့ payroll function တွေမှာဆိုရင်ခုနဒီလောက်ထားတဲ့ attendant တွေကို Excel နဲ့ download လုပ်မလားဆိုတော့ဒီလိုမျိုး function တွေလည်းရှိမယ်เนาะအဲ့ဒါမျိုးတွေပါပြီးရင်ဒီ salary တွေเนาะပြီးတော့ရင်ဒီ income tax တွေဒါတွေနဲ့ပတ်သက်တဲ့အစိပ်ပိုင်းတွေဒီထဲမှာဆရာတို့ record တွေရှိရမှာပေါ့เนาะ benefit ဆိုလဲခုနဒီသတ်မှတ်ထားတဲ့ benefits တွေပေါ့เนาะ medical နဲ့ပတ်သက်တဲ့ benefits တွေ allowance တွေအဲ့ဒါနဲ့ပတ်သက်တဲ့ data တွေအားလုံးကိုဒီထဲကနေပြီးတော့ကြည့်နိုင်ရမယ်ဆိုတဲ့ဟာမျိုးတွေပြီးရင် employee interface ဝန်ထမ်းတွေဘက်ကနေပြီးတော့လဲ upload လုပ်လို့ရတဲ့ဟာလေးတွေပါမှာခွင့်တင်မလားသူတို့ရဲ့ personal certification တွေကို update လုပ်မလားပေါ့เนาะအဲ့ဒီဟာလေးလည်းဆရာတို့ပါမယ်ပြီးတော့ recruitment တွေ retention နဲ့ပတ်သက်တဲ့ feature တွေပေါ့เนาะအဲ့ဒီအစိပ်ပိုင်းလေးတွေလည်းပါဝင်ရမယ်အဲ့တော့ဘာကြောင့်ဒီ Human Resource Information System လို့ခေါ်တဲ့ HRIS ကလုပ်ငန်းတွေအတွက်လိုအပ်တာလေပေါ့နော်လိုအပ်တာလေဆိုရင်ပထမတစ်ခုအနေနဲ့ကကုမ္ပဏီတစ်ခုကအရန်ကြီးသွားတဲ့အခါမျိုးကြရင်နဲ့ပြီးတော့ရင်သူတို့ရဲ့ဝန်ထမ်းတွေရဲ့ personal issue တွေအဲ့ဒီဟာတွေဆရာတို့ဆုံးဖြတ်ချက်ချတဲ့အခါကျရင် database တစ်ခုလိုတယ်နော်အဲ့ဒါကြောင့်မလို့ကဘာလုပ်ထားဖို့လိုလဲဆိုရင် Human Resource Information System ဆိုတဲ့ data တွေကိုက database တစ်ခုတိစောက်ထားဖို့လိုတယ်ကုမ္ပဏီကလည်းကြီးနေတယ် data လည်းမရှိဘူးအဲ့ဒါဆိုရင်ဘယ်လိုမျိုး issue တွေဖြေရှင်းနိုင်မှာလဲအားကြောင့်မလို့ဒါနံပါတ်1အနေနဲ့ကုမ္ပဏီရန်ကြီးလာတဲ့အခါမျိုးမှာဆိုရင်ဒီ HRIS ကလိုပါတယ်ပြီးတော့လုပ်ငန်းသဘောတဘာဝအရာပေါ့နော်ကိုယ့်ရဲ့ကုမ္ပဏီကဒီရန်ကုန်မှာပဲရှိနေတာမျိုးမဟုတ်မန္တလေးမှာလည်းရှိတယ်နော်ရှမ်းပြည်မှာလည်းရှိတယ်ပြီးတော့ရင်ကရင်ပြည်နယ်မှာလည်းရှိမယ်အဲ့လိုမျိုးပြန့်ကျဲနေတဲ့အခါမျိုးမှာဆိုရင်ဆရာတို့ကဒီ data တွေကိုဟို storage လုပ်ရတဲ့အခါမှာအရန်ကိုကုန်ကျစရိတ်ကြီးမားတယ်ပေါ့နော် data တွေသိကျင်တဲ့အခါကျရင်အဲ့ဒါဆိုရင်ဒီ software တစ်ခုသုံးမယ်ဒီလိုမျိုး cloud system နဲ့တွားလိုက်တဲ့အခါမျိုးမှာဆိုရင်ပို့ပြီးတော့ဟို software ကဒါပတ်စံပေးသုံးရတယ်ဆိုမှလည်းခုနဟာတွေ cost တွေနဲ့ဟိုနှိုင်းယှဉ်လိုက်မယ်ဆိုရင်တက်တာလာတဲ့အခြေအနေတွေမျိုးတွေမှာဆိုရင်ဒါပို့ပြီးတော့လိုအပ်လာလိမ့်မယ်ပေါ့နော်ပြီးတော့ရင် modern compensation package ဆိုတာအခုပြောင်းလဲလာတဲ့ခေတ်မှာပေါ့နော်ဝန်ထမ်းတွေကိုလောက်ခလစာပေးတဲ့အခါမှာအခြေခံလစာတစ်ခုတည်းမဟုတ်တော့ဟာ performance ပေါ်မူတည်ပြီးတော့ပေးရတာနဲ့เนาะပြီးတော့ရင် ဒီ commission ပေးရတာနဲ့เนาะဒါမျိုးတွေအများကြီးရှိလာအဲ့ဒီခါမှာသူက data အချက်လက်တွေကိုကြည့်တယ်ပေါ့နော်ယာရုတိုးတာတို့ဘာလို့ bonus ပေးတာတို့ဆိုရင် KPI ပေါ်မူတည်ပြီးတော့ပေးတာတို့เนาะအဲ့လိုမျိုးတွေရှိလာရှိလာတဲ့ခါကျရင်ဒီ data တွေမထောက်ပံ့နိုင်ဘူး HR ဒီ HR information system တခုနော်တေချာလေးမလုပ်ထားနိုင်ဘူးဆိုရင်အဆင်မပြေဘူးအဲဒါကြောင့်လို့နောက်ပိုင်းပြောင်းလဲလာတဲ့ compensation package တွေအရာဆိုရင်လည်း HRIS ကဒါလိုအပ်လာတယ်ပေါ့နော်ပြီးတော့ရင်တခြားသောပေါ့ဒီ HRIS record keeping တွေ system တွေပေါ့နော်အဲ့ဒီအားတွေပေါ်မှာမူတည်ပြီးတော့ပေါ့ decision making လုပ်တဲ့အခါမျိုးမှာဒီ computerized information system မလုပ်ထားဘူးဒါနဲ့ပတ်သက်ပြီးတော့ decision making လုပ်တဲ့အခါမျိုးမှာဆိုရင် data တွေမရှိအဆင်မပြေနော်အဲဒါကြောင့် decision making အတွက်ကိုလည်းလိုပါတယ်နော်နောက်ဆုံးတစ်ခုကတော့တစ်ခုခုအပြောင်းလဲတွေမှာဆိုရင်လည်းဟိုဒီ information တွေကိုတနေရာထဲမှာမဟုတ်ဘူးလိုအပ်ရင်လိုအပ်တယ်လို့မျိုးပြောင်းလဲနိုင်တယ်နော်ဒါမျိုးတွေအတွက်ကိုလည်းဒါလိုအပ်တယ်ပေါ့နော်ဒီစာရွက်စာတမ်းနေတာဆိုရင်ဟိုတဲ့ဒီတဲ့เนาะဒီမျိုးတွေလုပ်လို့မလွယ်ဘူးအဲ့တော့ဒီ HRIS ကိုတေချာလေးလောက်ထားတယ်ဆိုရင်ဘာကောင်းကျိုးတွေရှိလဲဆိုရင်ပုံနဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုဒါလိုရှင်းရှင်းလင်းလင်းပို့ပြီးတော့သတ်မှတ်လာနိုင်တယ်ပြီးတော့ HR နဲ့သက်ဆိုင်တဲ့ data သိမ်းဆည်းမှုပမာဏတွေကုန်ကျစရိတ်တွေအဲ့ဒါတွေကိုလျှော့ချနိုင်တယ်ဒါသူရဲ့ကောင်းကျိုးလေးတွေပေါ့နော်ဒီ software တွေကတေချာလေးသုံးတတ်မှာဆိုရင်ပြီးတော့ရင် HR ဆိုင်ရာ human resource access ပေါ့နော်အဲ့ဒီကနေပတ်သက်တဲ့သတင်းအချက်လက်တွေကိုအချိန်နဲ့တပြေးညီရနိုင်တယ်နော်အချိန်နဲ့တပြေးညီရနိုင်တယ်အရင်စောင်းနေရမလို့ကိုလိုအပ်ရင်လိုအပ်တဲ့အချိန်မှာကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ HR ဌာနအတွက်လုပ်ငန်းစွမ်းဆောင်ရည် performance standard တွေအဲ့ဒါတွေကိုဆရာတို့ကဒီမှာကြည့်ခြင်းအပြင်သူတို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးလို့ရတယ်ပြီးရင်ယာရုတစ်ခုတိုင်းအတွက်ပုံမတိတ်ပဲရှိတဲ့ career planning ပေါ့နော် career planning အတွက်ကိုလည်းအဲ့တော့ဆောင်ရွက်ပေးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ data ရှိနေလို့ data ရှိတဲ့အခါမှာသူဒီသင်တန်းတော့တက်ထားပြီးသွားတယ်ဘာတွေတော့ရှိနေပြီဆိုတော့ကိုသိတဲ့အခါကျရင်သူနောက်ယာရုတစ်ခုအတွက်ဆိုရင်ဘာတွေလိုအပ်မလဲပေါ့နော်အဲ့ဒါမျိုးတွေကိုဆွေးနွေးပေးနိုင်တယ်ဆိုတော့
ကောင်းကျိုးလေးတွေရလာလိမ့်မယ်ပေါ့နော်โอเคနောက်တစ်ခုကကြတော့ဒီ performance rewards တွေလုပ်ငန်းဝင်သင်တန်းပေးတဲ့အခါမျိုးတွေမှာဆိုရင်ဒါချိတ်ဆက်ပေးနိုင်တယ်ပေါ့နော်သူတို့ရဲ့တူချင်းဖွံ့ဖြိုးတိုးတက်မှုကိုရရှိသေးတယ်သူတို့ရဲ့ performance နည်းလာတယ်အမှတ်နည်းလာတယ်ဆိုကြတော့မလုပ်ပေးရမယ်သင်တန်းနဲ့ချိတ်ဆက်ပေးရမယ်ပေါ့နော်ဒါမျိုးတွေလှုပ်ဆောင်ပေးလာနိုင်တယ်တခုခုပြဿနာတွေဖြစ်လာပြီဆိုရင်လည်းလင်းလင်းမြန်မြန်ထိရောက်နေဖြေရှင်းနိုင်ဆိုတာပို့ပြီးတော့မြင့်မားလာတယ်ပေါ့နော်အရင်က data မရှိနော်အဲ့ဒီခါကျတော့မသိဘူးဒီဝန်ထမ်းဘယ်မှာနေလဲဘာညာမသိဘူးဘာအရေးချင်းတွေရှိမှန်းလည်းမသိဘာတွေလုပ်မှန်းလည်းမသိဘူးဒီမှာဆိုရင်တော့ဒီလိုမျိုး data ချက်လက်တွေရှိတဲ့ဖြစ်တဲ့အတွက်ကျတော့ပြဿနာတွေကိုအရင်ကထပ်ပို့ပြီးတော့ဖြေရှင်းနိုင်ဆိုတာမြင့်မားလာမယ်ပြီးတော့အဖွဲ့အစည်းရဲ့လိုအပ်ချက်တွေကိုအခြေခံပြီးတော့သင်တန်းတွေစီစဉ်ပေးလာနိုင်မယ်အဲ့ဒါဆိုဒီ data တွေကိုသိတဲ့အခါမှာကိုကဘာတွေလိုအပ်နေလဲဆိုတဲ့ဟာတွေဥပမာဆရာတို့ training ပေးတဲ့အခါမျိုးမှာဆိုရင် training need analysis အရင်လုပ်ရတယ်training need analysis ဆိုတာဒီ training လိုလားမလိုလားဆိုတာကျတော့အရင်ဆုံးသုံးသပ်ရတာပေါ့နော်အဲ့ဒီကမှာ organizational level ရှိမယ်နောက်ဆုံး person analysis မှာဆိုရင်ဒီ HRIS ကနေပြီးတော့ data တွေရနိုင်တယ်နော်သူဘာ JD တွေလုပ်နေရတယ်ဘာသင်တန်းတွေတက်ဖို့လဲဆိုတဲ့ဟာမျိုးတွေသိနိုင်တယ်ပြီးတော့ရင်ဒီအများအားပြောင်းလဲနေတဲ့ဥပဒေရေးရာတွေတခြားပတ်ဝန်းကျင်တွေကိုကျတော့တုံ့ပြန်နိုင်စွမ်းတွေရှိမယ်ပြီးတော့အဖွဲ့အစည်းတစ်ခုလုံးရဲ့နောက်ပိုင်းပေါ့နော် strategic HR planning ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာမျိုးလုပ်မယ်ဆိုရင် HR ကနေပြီးတော့တကယ်ကိုကောင်းစွာပေါ့နော်အရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ပူးပေါင်းပါဝင်လာနိုင်တယ် strategy တစ်ခုရေးမယ်ဆိုရင် HR ဘက်ကနေပြီးတော့လုံလောက်တဲ့ data တွေ human resource နဲ့ပတ်သက်တဲ့ဟာတွေကိုဖြည့်ဆည်းပေးလာနိုင်မယ်ဆိုတဲ့ဒါကောင်းကျိုးလေးတွေရလာမှာပေါ့နော် okay အဲဒါကြောင့်မလို့ဆရာတို့ဒီနေ့ဒီပြောချင်တဲ့အကြောင်းအရာတခုကတော့ဒီ HRIS နော် HR Digital Transformation ကိုသွားမယ်ဆိုရင်ဆရာတို့ဒီ HRIS ဆိုတဲ့ဟာတွေကိုလည်းတေချာလုပ်ဖို့လိုပါတယ် okay ဒါကတော့ဆရာအကြမ်းမြင့်ပဲပြောတာပါဒါမမြင့်မြတ်ဟန်တို့ထပ်ပြီးတော့ရှင်းပြသွားပါလိမ့်မယ်နော်HRIS software မှာအဓိကဘာတွေပါမလဲ employee data management နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ရင် recruiting နဲ့ပတ်သက်ပြီးတော့ပတ်သက်တဲ့ data တွေပေါ့နော်ပြီးတော့ attendance shift management နဲ့ပတ်သက်တဲ့ဟာတွေလာရောက်လျှောက်ထားတဲ့လူတွေရဲ့ CV form record ဒါမျိုးတွေလုပ်မယ်ဆိုရင်လည်းအဲ့လိုမျိုးဟာတွေပြီးတော့ရင် training နဲ့ပတ်သက်တဲ့ data management နော်ပြီးတော့ရင် HR document တွေအဲ့ဒီထဲမှာဆရာတို့ announcement တွေပါထုတ်လို့ရတဲ့မျိုးတွေရှိတယ်ပေါ့နော်ပြီးတော့ရင် HR manager reminder ပေးတဲ့ပုံစံတွေဒါကတော့အကြမ်းမြင့် feature တကယ်တမ်းဒီနောက်ပိုင်းမှာဒီထက်ပိုပြီးတော့ထင်ထားတာထက်လောက်ပေါ့နော် HR software တခုကဒီလောက်မလုံနိုင်ပါဘူးဆိုတဲ့ဟာမျိုးတွေတွေးနေတာထက်တောင်ပိုပြီးတော့လောက်လာနိုင်တဲ့ဟာမျိုးလေးတွေကိုတွေးရလိမ့်မယ်ပေါ့နော် okay နောက်ဆုံးတစ်ခုကတော့ develop workflow နော် workflow plan တွေရေးဆွဲတဲ့အခါမျိုးတွေမှာဆိုရင်ဒီ software တွေကနေပြီးတော့လုပ်လို့ရတယ်ပေါ့နော် okay အဲ့တော့ဆရာတို့ဒါကတော့ HR digital transformation နဲ့ပတ်သက်ပြီးတော့အားလုံးလည်းပို့ပြီးတော့ဘယ်လောက်အရေးကြီးလဲဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာတွေကိုဒါဆရာမျှဝေပေးတာပေါ့နော် okay အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နော်ကျမပါ okay အဲ့တော့ဆရာမျှဝေတဲ့ဟာရောအကျိုးရှိရလားဒီတရားရှိပါတယ်ဆရာ ကျိုးရှိပါတယ်ဆရာ နော် ကျိုးရှိပါတယ် ပါ ဆ ရ ရာ ဆရာ အဲ့ဆိုရင်ဆရာတို့ဒီဒုတိယပိုင်းအနေနဲ့ပေါ့နော်ဒါမမြင့်ဟန်တို့ဘက်ကနေပြီးတော့ဒါ Smart HR ရဲ့ feature လေးတွေပြီးတော့ HR digital transformation ကိုသွားခြင်းတယ်ဆိုရင်ဘယ်လိုမျိုးစပြီးတော့ပြောင်းလဲရမလဲဆိုတဲ့ဟာလေးပေါ့နော်အဲ့လေးတွေကိုဆက်ပြီးတော့မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်နော်အမြင်ပဲ ကဲပါ okay ဟုတ်ကဲ့ပါရှင်ဆရာရှေ့မှာဆွေးနွေးပေးသွားတဲ့အကြောင်းအရာတွေကလည်းတော်တော်လေးတော့ပြည့်စုံနေပါပြီဒီ software ထဲမှာဘာတွေပါတင်နေဆိုတာလေးပေါ့နော်အဲ့ဒါကိုကျွန်မဘက်ကကြတော့ကျွန်မရဲ့ Smart HR နဲ့ပတ်သက်ပြီးတော့ဒီမှာဆိုလို့ရှိရင် digitalize ကိုဘယ်လိုစပြောင်းလို့ရတယ်တချို့ feature လေးတွေကတော့ဒါ manual ကနေပြီးတော့ digitalize ပြောင်းနေဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလေးဆိုတာကိုပြုသဘောဆောင်ပြီးတော့ကျွန်မဒီနေ့မှာတော့ sharing လေးလုပ်ပေးသွားခြင်းနဲ့ရှင်အဲ့တော့ကျွန်မလည်းဒီ screen လေးတော့တစ်ချက် share ပြီးတော့ပေါ့နော် PowerPoint လေးအတူချုပ်ပြောမယ်ပြီးသွားလို့ရှိရင်တော့ကျွန်မ software လေးလည်းတစ်ချက် sharing လုပ်ပေးခြင်းနဲ့ရှင်ဟုတ်ကဲ့
ကျမ screen လေးများမြင်ရလားရှင် မြင်ရ မြင်ရပါတယ် ဟုတ်ကဲ့ မြင်ရ ဟုတ်ကဲ့ ပါတယ်မြင်ရပါတယ်မ ဟုတ်ကဲ့ပါရှင်ကျမတို့ digital transformation စပြောင်းပြီဆိုလို့ရှိရင်တော့အရင်ဆုံးစစဉ်းစားမှာဘယ် software သုံးကြမလဲပေါ့နော်။ရင်တော့ maybe ဒီ Excel တွေသုံးတာလည်းရှိမယ်။ manual နဲ့လုံးဝတချို့တွေကကြာစာအုပ်တွေမှာမှတ်နေရတွေလည်းရှိကောင်းရှိမယ်ပေါ့နော်။အဲ့မှာမှဟုတ်ပြီကိုရီးယား Excel ထက်လည်းထပ်ပြီးတော့အဆင့်မြင့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ software ဒါမှမဟုတ် tools တစ်ခုပေါ့နော်။ tools တစ်ခုခုတော့ရှာရတော့မယ်။အဲ့ဆိုလို့ရှိရင်တော့ဒီ ready made လုပ်ထားတဲ့ HR software တွေပေါ့နော်ရှာရတော့မယ်အဲ့မှာမှကျမတို့ Smart HR ဆိုလို့ရှိရင်လည်းတစ်ခုအပါအဝင်ပဲပေါ့ဒီလိုမျိုးဒီ HR တွေကို support လုပ်ပေးနိုင်တဲ့ tool တစ်ခုဆိုလည်းမမှားဘူးအဲ့တော့ဒီ Smart HR ရဲ့ဆောင်ပုဒ်ကတော့ HR တွေကို simple ဖြစ်စေရမယ် secure ဖြစ်စေရမယ် smart ဖြစ်စေရမယ်ပေါ့နော်ဒီဆောင်ပုဒ်လေးနဲ့တော့ကျမတို့သွားတယ်လက်ရှိ Smart HR ကိုအသုံးပြုနေတဲ့ဘယ် industry တွေမှာသုံးလို့ရလဲပေါ့နော်ဘယ် industry မှာသုံးလို့ရလဲဆိုရင်တော့စက်ရုံအလုပ်ရုံတွေစေဘက်ဆိုင်ရာလုပ်ငန်းစေယုံစေကံတည်ယူပို့ဆိုင်လုပ်ငန်း trading လုပ်ငန်း service အယောင်ပိုင်းလားအဆင်ပြေတဲ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်းလေဆိပ် operation စသဖြင့်ပေါ့နော်ဘယ်လုပ်ငန်းမဆိုအသေးအလက်အကြီးပေါ့နော်အသေးစားအလက်စားအကြီးစားကုမ္ပဏီတွေမှာ software စပြီးတော့သုံးမှာပဲဖြစ်ဖြစ် software ကိုupgrade လုပ်ချင်တာမျိုးပဲဖြစ်ဖြစ်အသုံးပြုလို့ရတယ်လက်ရှိကတော့ HR software ကိုသုံးနေတဲ့ဒါပြည်တွင်းရောပြည်ပရောပေါ့နော်ပြည်ပရောမှာလက်ရှိသုံးနေကြတဲ့တချို့သော customer တွေလည်းရှိပါတယ်ရှင့်လက်ရှိ Smart HR ရဲ့ key feature ပေါ့နော်ဒီထဲမှာတော့ကျမရဲ့ product လေးဖြစ်နေတဲ့ Smart HR အကြောင်းလေးကိုတော့အဓိက highlight လေးပြောသွားမယ်ပေါ့အဲ့ထဲမှာမှဒါဒီ digital live ပြောင်းနေဆိုလို့ရှင်ဘယ်လို highlight feature တွေကစပြီးပြောင်းလို့ရတယ်ဆိုတာလေအမတို့ဒီအကိုတို့အနေနဲ့ဒီထဲမှာလေ့လာသွားနိုင်တယ်ပေါ့နော်ဥပမာအဖြစ်ဆိုလို့ရှင်ပထမဆုံးကဝန်ထမ်းတွေခန့်အပ်တဲ့အပိုင်းပေါ့ဝန်ထမ်း recruitment onboarding လုပ်တဲ့အပိုင်းတွေကအစဒီ digitalization ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ HR software ကနေပဲတစ်ဆင့်တိုက်ရိုက်အလုပ်ခေါ်စာတွေတင်လို့ရတဲ့အလုပ်လျှောက်လာတွေပေါ့နော်အရင်တော့လိုမျိုးဒီ email တွေလိုက်စစ်ပြီးတော့ CV တွေလိုက်ပြီးတော့စုဆောင်းနေစရာမလိုတော့ software နဲ့ပဲလုပ်လိုက်လို့ရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဝန်ထမ်းရဲ့အပြောင်းအလဲအချက်လက်တွေပေါ့ employee management နဲ့ပတ်သက်တာအရှိမဆရာပြောသွားတဲ့အချိန်မှာလည်းပါပါတယ်ကျမတို့ကဒီဝန်ထမ်းတွေရဲ့ data အချက်လက်ကို database ကအရင်အရေးကြီးရပေါ့နော်လက်ရှိဝင်ထားတဲ့ဝန်ထမ်းကဘယ်အခြေအနေရောက်နေပြီကိုယ်စီမှာအလုပ်လုပ်နေတာဘယ်လောက်လုပ်သက်ကြာနေပြီသူ့ကိုဒီလူကိုလာစားတိုးပေးဖို့ရာတိုးပေးဖို့အများကြီးစဉ်းစားတဲ့အခါမှာဒီ employee database ရှိနေခြင်းကလည်းကောင်းတော့ပြောင်းနေခြင်းပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ software တွေတုံးချမယ်နောက်တစ်ချက်ကတော့ဝန်ထမ်းတွေရဲ့ attendance နဲ့ခွင့်လက်ကျန်စရင်းတွေပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့attendance တွေက fingerprint နှိပ်တယ်တိုးတော့လည်း fingerprint ကိုပြန်မစစ်မိတဲ့အခါမျိုးမှဆိုလို့ရှိရင် software နဲ့ချိတ်ဆက်မထားဘူး attendance ကဒီတိုင်းပဲဆိုလို့ရှိရင်နှိပ်ယုံတသားပဲရှိမယ်သူတို့နဲ့ပတ်သက်တဲ့ဒီ attendance နဲ့နောက်ဆက်တွဲတွေပေါ့နော်ခွင့်ပြတ်တာတွေဒီ attendance နောက်ကျတာတွေအစရှိသဖြင့်ဒါမျိုးတွေကကြတော့ trace လိုက်ဖို့ခက်ခဲနိုင်တယ် software ရှိခြင်းအပြင်တော့ဒီဟာတွေကပါတခါတည်းeffective ဖြစ်ပေါ့နော်တချို့ဆောင်ရန်လေးတွေကြိုပြီးတော့ဝန်ထမ်းနဲ့ HR ကြားထဲမှာညှိနှိုင်းလို့ရတာမျိုးလေးဒီ HR software ကကြာ platform တစ်ခုဖြစ်လာနိုင်တယ်နောက်တစ်ချက်ကကြတော့လာစာတွက်ချက်တဲ့အပိုင်းတွေပေါ့လာစာတွက်ချက်တဲ့အပိုင်းတွေအရင်တော့ကတော့ဒီလာစာပိတ်တော့မယ်ဆိုရင် HR ကတစ်ပတ်လောက်နှစ်ပတ်လောက်အရန်အချိန်ယူရတယ်ပြီးသွားလို့ရှင်အတန်းနဲ့နေပြန်စုရတယ်ခွင့်စည်းရင်းနေပြန်စုရတယ်ပြီးရင်လာစာပြီးခါနီးပေါ့နော်တချို့တွေကကြတော့ဒါခွင့်နေကိုစရင်မမှတ်မိတဲ့အခါကျတော့သူတွေပါသွားတာလည်းရှိတယ် HR တွေဘက်ကတချို့ဟာလေးတွေမှာပြန်ပြီးတော့ဒီ allowance လေးတွေပြန်ပြီးထပ်တိုးပေးခြင်းတဲ့အခါမျိုးမှာဆိုလို့ရှင် manual လုပ်တဲ့အခါမှာခဏပြင်ရတာမျိုးထပ်ခါပြင်ရတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေဖြစ်နိုင်တယ် software နဲ့ခါကျတော့အချိန် HR ရဲ့အချိန်ကိုအရန်သက်သာသွားစေပြီးတော့ click တစ်ချက်နဲ့ယုံနေပဲပေါ့နော်အကုန်လုံးက click action နဲ့ပဲသွားတော့တယ်အဲ့တော့ data ပြီးတော့လဲမှာတို့တချို့ data တွေကမတိကျမှာဆိုတာကိုသိပြီးတော့ခေါင်းနဲ့ထည့်စရာမလိုပေါ့နော်ဘာလို့လဲဆိုတော့လူကမဟုတ်ပဲစက်ကကူပြီးလုပ်ပြီးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နောက်တစ်ချက်ကတော့ဝန်ထမ်းတွေရဲ့ KPI လို့လည်းခေါ်တယ်သူတို့ရဲ့စွမ်းဆောင်ရည်ပေါ့KPI လို့လည်းခေါ်တယ်ဒီ KPI မှာဆိုလို့ရှင်လည်းဒီဝန်ထမ်းကတော့ဟုတ်ပြီပုံမှန်တိုင်းရုံးလာနေရမှန်ပေမဲ့လည်းသူ့ရဲ့အလုပ်ပြီးမြောက်မှုဘယ်လောက်ရှိတယ်ပြီးတော့သူကတကယ်ပဲခွင့်ယူတာကဘယ်လိုအကြောင်းကြောင့်မလို့ယူတာလဲနောက်ပြီးတော့သူ့ရဲ့ဒီပေါ့နော်သူလုံးဆောင်နိုင်တဲ့
စွမ်းရည်ဘယ်လောက်ရှိလဲဒါမျိုးတွေကိုတိုင်းတာတဲ့အခါမှာအဆင့်ဖြတ်ရတယ်ကိုတဦးတစ်ယောက်တည်းနဲ့ HR ဘက်ကကြည့်တဲ့အမြင်နဲ့မပြီးသွားဘူးသူရဲ့သက်ဆိုင်ရာခေါင်းဆောင်တွေ HOD တွေအစရှိသဖြင့်ပေါ့ဒီလိုမျိုးတွေစီမံတဲ့အခါမှာဆိုလို့ရှိရင် software နဲ့တိုင်းတာတာကပို့ပြီးတော့လဲပွင့်လင်းမြင်သာမှုရှိတယ်ဒီဝန်ထမ်းကဒီအမှတ်ဘာကြောင့်ရတယ်ဆိုတာ software ထဲမှာ record အပြည့်စုံ data ရှိတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တစ်ယောက်နဲ့တစ်ယောက်ကဒီပုံလင်းမြင်သာမှုရှိတဲ့အတွက်ကြောင့်မလို့ conflict တွေလျော့မယ်ပေါ့နော်ဒါမျိုးတွေ software ရဲ့ကောင်းကျိုးလေးတွေရှိမယ်နောက်တစ်ချက်ကကြတော့ဒီ management ဆိုင်ရာ report တွေပေါ့ HR တယောက်အနေနဲ့ management level ကို presentation ပြလို့တဲ့အခါ present လုပ်လို့တဲ့အခါမှာဆိုလို့ရှိရင်တော့ manual data တွေ Power BI တွေများစွာသော tools တွေကိုသုံးရတယ်ဒီ software မှာကြတော့ platform တစ်ခုတည်းကနေပဲ management report တွေတိုက်ရိုက်ထုတ်လို့ရတယ်အရှိမဒီဆရာပြောသွားခဲ့တဲ့ analytics ဆိုတဲ့ဟာပေါ့နော် HR နဲ့ဆိုင်တဲ့ analytics ဆိုတာ HR နဲ့ဆိုင်တဲ့ analytic report တွေကိုဒီ software ကနေပြီးတော့ဆွဲထုတ်နိုင်တယ်နောက်တစ်ခုကကြတော့ဒီ policy ချမှတ်တဲ့အပိုင်းတွေပေါ့ HR ကပုံမှန်အားဖြင့်ဝန်ထမ်းစည်းကမ်းဖောက်တာဝန်ထမ်းကအလုပ်ချိန်တွင်းမှာအပြင်မှာရောက်နေတာဒါမျိုးတွေကတော့ဒါ physical ဘိုင်းဆိုင်ရာတချို့အရေးယူမှုတွေပြုလုပ်လို့ရတယ်တချို့ဒီရုံးပိုင်းဆိုင်ရာပေါ့နော်ရုံးပိုင်းဆိုင်ရာမှာဒီခွင့်တွေကိုခဏပြတ်တာနောက်တစ်ခုကကြတော့ရုံးနောက်ကြတာ attendance ပြတ်တာလို့ policy တွေကို limitation ထားလိုက်မယ်ဆိုလို့ရှင် software ထဲမှာကြတော့အလွယ်တကူပေါ့နော်ဒီဝန်ထမ်း apply တနေရာမှာ apply လုပ်လိုက်တာ ਨੇ ဝန်ထမ်းအားလုံးစီကိုတက်ရောက်မှုရှိသွားနိုင်တယ်ဒီလို policy manage လုပ်တဲ့အပိုင်းတွေလည်းပါဝင်ပါတယ်ရှင်ဟုတ်ကဲ့ကျမဒီနေ့ကအဓိက digitalization ပြုလုပ်တဲ့နေရာမှာအရင်တော့ရှိခဲ့တဲ့ manual ကို software မှာဆိုရင်ဘယ်လိုပုံစံလေးတွေဖြစ်သွားရဲဆိုတာတော့ရုပ်ပြလေးနဲ့အရင်ပြပေးမယ်ပြီးသွားလို့ရှင်တော့ကျမရဲ့ software ကိုလည်းပေါ့နော်ထပ်ပြီးတော့ sharing လေးလုပ်ပေးပါမယ်ရှင်အခုကျမတို့ရှိနေတဲ့ data record တွေကပုံမှန်အားဖြင့်ဆိုလို့ရှိရင် Excel နဲ့လုပ်ရတာလည်းဖြစ်နိုင်တယ် manual ရေးမှတ်ရတာလည်းဖြစ်နိုင်တယ်ကျမတို့ digitalize ပြောင်းလိုက်ပြီဆိုလို့ရှိရင်တော့တနေရာထဲမှာ format ကတမတ်ထဲလေးပေါ့နော်တမတ်ထဲလေးရမယ်အဲ့မှာ fingerprint နဲ့ချိတ်ဆက်မလား mobile application ကနေပဲ data ယူမလားတော့ဒါမှမဟုတ်ရင် Excel ကနေပဲ input သွင်းတဲ့ data တွေယူမလားမျိုးစုံပေါ့နော်လုပ်လို့ရတယ်ဝန်ထမ်းတွေအနေနဲ့ကလည်းသူတို့အတွက်ကဝန်ထမ်းသုံး employee set service ဆိုတဲ့ application ဖုန်းနဲ့သုံးတဲ့ application လေးတွေရှိနေမယ်ဆိုလို့ရှိရင် HR ကဒီကွန်ပျူတာတော့၎င်း tablet တော့၎င်းသုံးလို့ရတယ်ဝန်ထမ်းတွေကကြာသူ့ရဲ့ကိုယ်ပိုင် mobile application သုံးလို့ရတယ်အဲ့ကနေပြီးတော့ချိတ်ဆက်ပြီးတော့ဒါ digitalization ကိုကူးပြောင်းသွားလို့ရနိုင်တယ်ပေါ့နော်ပထမဆုံးအချက်အနေနဲ့ဒုတိယအချက်ကကြတော့ခွင့်နဲ့ပတ်သက်ပြီးတော့အရင်တော့ဆိုလို့ရှိရင်စာရွက်တွေနဲ့ခွင့်တစ်ခါတိုင်ဖို့အတွက်ဆိုလို့ရှိရင်စာရွက်တွေယူလာပြီးတော့ HR ရေလောက်ပောင်ပဲခွင့်လေးတော့ဘလို့တိုင်ချင်လို့အဲ့လိုမျိုးပေါ့နော်တချို့ကြတော့လေခေါင်းဆောင်တွေရှိရတချို့စက်ရုံလုပ်ငန်းတွေတော်တော်များများမှာကြတော့သူကဒီ supervisor level တို့ခေါင်းဆောင် level တို့နဲ့ပေါင်းပြီးတော့နေမကောင်းလို့အဲ့လိုမျိုးလေးလုပ်ပါအောင်ဒီလိုမျိုးလေးရှိကြတယ်software နဲ့ကြာအဲ့လိုလုပ်လို့မရတော့သူတို့ရဲ့ခွင့်လက်ကျန်ကလည်းအတိအကျပေါ်ထားပြီးဒါခွင့်တိုင်ခြင်းနဲ့ဆိုရင်လည်း software နဲ့တိုင် rules ကဘယ်သူ approve ရတော့မှဘယ်သူလက်ခံတော့မှ HR ဘက်ကလည်းလက်ခံမယ်ဒါမျိုးပေါ့နော်အဲ့လိုပုံစံမျိုး trace လိုက်လို့ရတယ်ပြီးတော့ခွင့်လက်ကျန်လည်းအများတန်း HR စီသွားမေးနေကြမလို့ကိုဒီနေ့ဒီလခွင့်လက်ကျန်ဘယ်လောက်ကျန်သေးရလဲပါလဲဆိုတာသွားမေးစရာမလိုတော့ဘူး software ထဲမှာတခါတည်းတတ်ထားပြီးသားကိုယ့်ရဲ့ဘယ်မျိုးစားခွင့်ရတော့ဘယ်လောက်လက်ကျန်ရှိတယ်ဘယ်လောက်ပဲယူလို့ရတော့တယ်ပြီးရင်ဒီလိုခွင့်ရက်ရှည်ယူခြင်းတဲ့အခါမျိုးဆိုရင်ဘယ်လောက်ကတော့အများဆုံးယူလို့ရမယ်အစရှိသဖြင့်ပေါ့ဒီလိုမျိုးလေးတွေ software မှာသုံးလို့ရတယ်အဲ့တော့ဝန်ထမ်းတွေကကြတော့ဖုန်းသုံးမယ်ဖုန်း application ကနေပြီးတော့ခွင့်နေတိုင်မယ် HR တွေကကြတော့ software ကနေပြီးတော့ manage လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ချက်ကဒီ HR တွေရဲ့အဓိကပေါ့နော်ညီမတို့ဒီကြုံတွေ့လာရတဲ့9နှစ်တာကာလအတွင်းထဲမှာ HR တွေအခက်အခဲတွေ့တဲ့အပိုင်းကကြတော့ roster duty roster ပေါ့ duty assign တွေဆွဲတာsales ဒီအယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းတော်တော်များများတွေရဲ့စေးုံစေးကန်တော်တော်များများရဲ့မှာじゃဒီ duty assign တွေဆွဲရတဲ့အပိုင်းကသူတို့ရဲ့ဒီသက်ဆိုင်ရာခေါင်းဆောင်တွေပေါ့နော် HOD တွေကတလကြိုပြီးတော့အလုပ်လုပ်ပေးရတဲ့ duty assign ဆွဲဖို့အတွက်ကိုတလလောက်ကြိုပြီးတော့ assign တွေပြင်assign တွေမှာ production တွေဆိုပို့ဆိုရဲပေါ့နော် production တွေမှာဆိုလို့ရှိရင် assign ချိန်သွားတာနဲ့roster ကြီးအစဆုံးပြန်ဆွဲပါအောင်ဟိုနာပြစ်မောင်ဒီနာပြစ်မောင်ဒီမှာကြတော့ software နဲ့ခါကြတော့ညီမတို့ဘက်ကနေပြီးတော့ပေါ့နော်ဒီတခါတည်း click တစ်ချက်နှိပ်တာနဲ့
အဆိုင်ကိုချိန်လို့ရတာမျိုးပြီးသွားလို့ရှင်လိုအပ်တယ်လို့ပေါ့နော်အဆိုင်ရွှေ့ချိန်လောက်တာမျိုး swift လောက်တာမျိုးနောက်ပြီးတော့လိုအပ်လို့ရှင် Excel နဲ့ပါ input သွင်းတဲ့ feature ပါထည့်ပေးထားတော့ဒါအမြန်ဆုံးပေါ့နော်ဒီ operation ကိုအမြန်ဆုံးအထောက်အကူဖြစ်အောင်လို့လုပ်ပေးထားတယ်ဆေးရုံဆေးခန်းတွေမှာဆိုလို့ရှင်လည်းတချို့ဆရာဝန်တွေရှိတယ် nurse တွေရှိတယ်24နာရီအဆိုင်တွေပေါ့အဲ့လိုမျိုးတွေဆိုလို့ရှင်လည်းအလွယ်တကူအဆိုင်ကိုစီမံလို့ရအောင်လို့feature တွေကို upgrade လုပ်ပေးထားတယ်။ဝန်ထမ်းတွေအနေနဲ့လည်းသူဒီနေ့ဘာအဆိုင်ဆင်းရမယ်ဆိုတာကို mobile application တွေကနေ up to date ကြည့်လို့ရတယ်ပေါ့နော်။ဒါမျိုးလေးတွေကျမတို့ဘက်ကနေပြီးတော့ကူပြောင်းပေးထားတယ်။နောက်ပိုင်းဒီ HR တွေအနေနဲ့ပေါ့နော် digitalization ပြောင်းတဲ့အခါမှာလည်းဒီ duty roster ကတစ်ချက်အနေနဲ့ထည့်သွင်းစဉ်းစားသင့်တယ်ပေါ့နော်။နောက်တစ်ချက်ကတော့ organization structure company တိုင်းမှာတော့ organization structure ရှိမယ်ဘယ် position ပြီးရင်ဘယ်ဥစ္စာပေါ့နော်ဒါပေမဲ့အများနဲ့ update လုပ်ဖို့ကတော့ခက်ခဲလိမ့်မယ်လူနဲ့ချိန်ထားရဲဆိုလို့ရှင်ပေါ့ဒီဝန်ထမ်းကဒီအခုလက်ရှိမှာတော့ဒီဝန်ထမ်းဒီ position ဒီနေရာမှာရှိနေဒီဝန်ထမ်းထွက်သွားပြီးအဲ့ဝန်ထမ်းနေရာမှာအစားထိုးရတဲ့ဟာဘယ်သူလဲဒီ organization ချက်ကိုပြန်လည် design ပြန်ဆွဲဒါမျိုးတွေလုပ်ရတယ်ပေါ့နော် software မှာကြတော့ကျမတို့မှာက database ရှိတယ်ဝန်ထမ်းရဲ့ history တွေရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီဝန်ထမ်းထွက်သွားတယ်ဒီဝန်ထမ်းနေရာမှာအစားထိုးဝင်လာတဲ့ဝန်ထမ်းရဲ့ position နဲ့သူ့ရဲ့ဒီ department တွေသတ်မှတ်လိုက်တာနဲ့ system မှာ automatically ဒီ organization structure က update ရတယ်ဆိုလိုတာကကျမတို့ဒီ HRIS မှာဒီ database ကိုတိစောက်ထားတဲ့အတွက်ကြောင့်မလို့ HRIS software တွေမှာ data update ဖြစ်တဲ့၍ရှိသမျှပေါ့နော်ဒီသူနဲ့သက်ဆိုင်တဲ့organization structure ပဲဖြစ်ဖြစ် employment history ပဲဖြစ်ဖြစ်လစာစာရင်းတွေပဲဖြစ်ဖြစ်အကုန်လုံးက up to date data ရတယ်နောက်ဆုံး management report ထွက်တဲ့ manpower report တွေ manpower chain report တွေပေါ့နော်ဒါမျိုးတွေကအစအကုန် up to date data ရမယ်ပေါ့နော်ဝန်ထမ်းတွေအနေနဲ့ကလည်းပွင့်လင်းမြင်သာမှုရှိတဲ့ mobile application ရှိတဲ့အတွက်ကြောင့်မလို့တို့ရဲ့ mobile phone ထဲမှာဒီ HR ကနေပြီးတော့တရားဝင်ပေါ့နော်ထုတ်ပြန်ထားတဲ့ handbook တွေ employee handbook တွေကိုသူတို့ mobile application ထဲမှာဖတ်လို့ရတယ်သူတို့ရဲ့ဒီပေါ့နော်တနေ့တာတနေ့တာလုံးရဲ့လိုက်နာရမယ့်စည်းကမ်းချက်တွေကဘာတွေဆိုတာကို mobile application ကနေတစ်ဆင့်ကြည့်လို့ရနိုင်မယ်ဒါကတော့ဝန်ထမ်းနဲ့ HR ကြားထဲမှာပွင့်လင်းမြင်သာမှုရှိတဲ့ platform တစ်ခုတည်ဆောက်တယ်ဆိုရင်လည်းမမှားဘူးပေါ့နော်နောက်တစ်ချက်ကတော့ announcement HR တွေကတော်တော်များများပေါ့နော် HR တွေတော်တော်များများကဝန်ထမ်းတွေကိုတခုခုကြီးညာစရာရှိတယ်ဥမာတချို့တွေကြတော့လဲလူစုရမှာတနေရာနဲ့တနေရာစီဖြစ်နေကြတယ်ပေါ့နော် CN distribution လုပ်ငန်းတွေမှာဆိုလို့ရှိရင် distribution သမားတွေကဝေလံကြောင်းသွားနေကြတယ်ဝန်ထမ်းလူစုဖို့ဆိုတာမလွယ်ကူဘူးအဲ့တော့သူတို့ကိုတနေရာကနေပြီးတော့ကြီးညာမဲ့ notebook လိုမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လဲ platform တစ်ခုတော့ရှိရမယ်အရင်တော့ Viber channel တို့ Team channel တို့အဲ့လိုမျိုးတွေရှိရပေါ့အဲ့ကနေ message ပို့ကြတယ်ဒါက message ဖတ်လားမဖတ်လားဆိုတာလဲကိုရီးယားမသိဘူးပေါ့နော်အဲ့တော့ဒီ software ထဲမှာဆိုလို့ရှိရင်ကျတော့ announcement ပေးတဲ့အခါကျရင်ကိုကဒီဌာနတစ်ခုပဲဥတီပြီးပို့ခြင်းနဲ့ဆိုလို့ရှိရင်ဌာနတစ်ခုစီကိုပဲပို့လို့ရတယ်လို့နောက်ထပ်ဌာနတစ်ခုပေါ့နော်လူတဦးချင်းပို့ခြင်းနဲ့ဆိုရင်လူတဦးချင်းစီလိုက် announce လုပ်လို့ရတဲ့ feature မျိုးလေးတွေဒါကူပြောင်းလို့ရတယ်ဝန်ထမ်းအနေနဲ့လည်းသူ့အနေနဲ့mobile phone ထဲမှာ application notification ရတဲ့အတွက်ကြောင့်မလို့သူဝင်ပြီးတော့ကြည့်လို့ရတယ်ဖုန်းထဲမှာသူ့ alert လုပ်နေရပေါ့သူဖတ်သွားပြီလားမဖတ်သွားပြီလားဆိုတာအစ HR ပြင်ပြီးတော့ trick လိုက်လို့ရတယ်ပေါ့ဒါမျိုးတွေကလည်းဒါ digitalization ကူပြောင်းတဲ့အခါမှာအသုံးဝင်တဲ့ feature မျိုးတွေပေါ့နော်နောက်ဆုံးတစ်ချက်နောက်တစ်ချက်ကတော့ဒီ recruitment ပေါ့ရှေ့မှာလည်းဆရာတို့ပြောသွားတယ်ပေါ့နော်ဒီ recruitment အပိုင်းကလည်း digitalization ပြောင်းတင်နေပေါ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းဟုတ်တယ် recruit လုပ်ပြီဆိုလို့ရှိရင်ပုံမှန်အားဖြင့်ကဝန်ထမ်းတွေHR တွေအနေနဲ့ဒီ group တွေမှာကြော်ညာစာလေးပေါ့နော်အလုပ်ခေါ်စာကြော်ညာစာလေးတွေ sharing လုပ်ရတာရှိတယ်တချို့ကြတော့လဲဒါ website တွေပေါ့နော်တခြားတော့ third party website တွေကိုကြော်ညာဖို့ request ရတာမျိုးရှိတယ်ဒီ HR transformation digital transformation လုပ်လိုက်တဲ့အခါကျရင်ဘာပါလာလဲဆိုတော့ကိုပိုင် website ပေါ့နော်ကိုပိုင်အလုပ်ခေါ်စာ website အသေးစားလေးတစ်ခါလေးတွဲပါလာတယ်အဲ့ကနေပြီးတော့အလုပ်
ခေါ်လို့ရတယ်ပေါ့နော် direct လို့ခေါ်လို့ရတယ်ကိုယ့်ရဲ့ website ကိုလည်း public ကိုထုတ်ကြေညာလို့ရတယ်ပြောရရင် digital marketing တို့ digitalization တို့နဲ့အကုန်လုံးပေါင်းသွားတဲ့အတွက်ကြောင့်မို့ကိုယ်ပိုင်အလုပ်ခေါ်စာ website တစ်ခုပါရပြီးသားဖြစ်တယ်ပေါ့နော်အဲကနေတစ်ဆင့်အလုပ်လာလျှောက်ကြတယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေအနေနဲ့ကလည်းဒါ website ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ဒီ applicant တွေကတခါတည်းလျှောက်သွားလို့ရတယ် mobile phone ကနေပြီးတော့ဒီ position လေးတော့တွေ့ရဒီ position ဒီကနေ apply လုပ်လိုက်မယ်အဲဒါဆိုရင် HR အနေနဲ့တီးတန့်ကြီးဒီ job application တွေကိုလိုက်ပြီးတော့ collect လုပ်စရာမလိုတော့ဘူး system ကနေပဲ direct တခါတည်းဒီ CV form တွေပေါ့နော် collect လုပ်ပြီးသားဖြစ်မယ်အဲ့ဒီထဲမှာ status တွေ update လုပ်သွားလို့ရတယ်ဒီလူတော့ interview ခေါ်မယ်ဒီလူတော့ရွေးချယ်ခံရတယ်ဒီလူတော့ onboard လုပ်လိုက်တော့မယ်ဒီလူတော့ cancel ပါတယ်စရှိသဖြင့်တနေရာထဲမှာပဲ database တည်ဆောက်ထားတဲ့အတွက်ကြောင့်မို့နောက်ပိုင်းပြန်ရှာတဲ့အခါကျရင်လည်း data တွေလွယ်တကူပြန်ရှာလို့ရတယ်ပေါ့နော်နောက်ဆုံးချက်ကတော့ဒါ payroll တွက်တဲ့အပိုင်းပေါ့ payroll တွက်တဲ့အခါကျလို့ရှိရင်ပုံမှန်အားဖြင့်ကကျမတို့က manual မှာဆိုရင် excel သုံးရကြတယ်ပြီးသွားလို့ရှိရင် attendance record တွေကို manual ပြန်စစ်ရတယ် duty assign တွေကလဲထားတာလားမလဲထားတာလားအဲ့ဒါတွေပြန်ပြီး confirm လုပ်ရတယ် HOD တွေနဲ့ပါခေါင်းချင်းဆိုင်ပြီးတော့တွက်ရတယ်ပေါ့ကျမတို့ဟိုကတော့ဆိုရင်2018လောက်တုန်းကဆိုလို့ရှိရင်တောင်ကြီးရဈေးရုံတစ်ခုမှာပေါ့နော်သူတို့ကဆေးရုံဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဝန်တွေ nurse တွေရဲ့ assign တွေကိုဆရာဝန်တွေသူတို့ရဲ့ဒီ MO အချုပ်တွေကပဲဆိုင်းဆွဲပေးတာပေါ့အဲ့မှာလာစာပေးကန်နေဆိုပြဿနာခဏတက်တယ်ဘာလို့ဆို duty assign တွေကမမှတ်ထားမိလို့ပေါ့နော်ခဏဒီပြင်နာတာဆင်ရတာတွေများတယ်အဲ့ခါကျတော့သူတို့အနေနဲ့ကဒီအခက်ခဲရတော့ duty လာစာတော့ခံနေဆို duty assign ပြန်လှန်ရတာရဲ့ HOD တွေအချင်းချင်းသူကမေးခဲ့လို့သူကြောင့်မလို့လာစာကဒီဟာဘယ်လိုဖြစ်တာပါဒါမျိုးတွေပေါ့နော်ပြဿနာကြီးဆိုကြုံရတယ် software တက်ပြီးနောက်ပိုင်းမှာတော့ 70% လောက်80%လောက်က software ဘက်ကနေပြီးတော့ record ထွက်တာဆိုကျန်တဲ့30%လောက်ကပဲ manual လူကလိုက်စစ်ရတယ်ပေါ့နော်အဲ့ဒါမှဆိုရင်တော့တို့အတွက်ကတော်တော်လေးကိုဝင်ပေါ့သွားတယ်ပြီးတော့ထွက်တဲ့အပိုင်းမှာပေါ့နော်အဲ့တော့ကျမတို့ကဒီလိုမျိုးပြီးတော့ထွက်တဲ့အခါမှာလဲ automation အကုန်ချိန်ထားပြီးသားပြောရလို့ရှိရင် duty assign ရော attendance ရောခွင့်စရင်းတွေကောနောက်ပြီးတော့တို့ရဲ့ဒီဖြတ်ငွေဆက်ငွေတွေပေါ့အဲ့ဒါမျိုးတွေရောနောက်ပြီးတော့ဒီ test ပေါ့နော် test ဆိုတော့ဒီတချို့တွေကဝင်ငွေခွန်ဆောင်တဲ့သူတွေရှိတယ်ဝင်ငွေခွန်ကလည်းစစ်စမ်းနေ auto တွက်လို့ရတယ်နောက်တစ်ခုကကြာလူမှုဖူလုံရေးကြီးပေါ့လူမှုဖူလုံရေးကြီးဆိုလို့ရှိရင်လည်း system နေ auto တွက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတွေကဒီ system ကြောင့်80%လောက်က system ကလုပ်ပေးပြီးသားကျန်တဲ့30%လောက်ကတော့လူကလိုက်စစ်ရတယ်စစ်ပြီးတဲ့အခါကျ confirm လုပ်ရတယ်နောက်ဆုံး pay slip ထုတ်ပေးရတယ်အဲ့လိုမျိုးပေါ့နော် pay slip ထုတ်တဲ့အခါကျလည်းအရင်တော့ကဒီ pay slip ထုတ်ဖို့ပေးပုံထုတ်ပေးနည်းမျိုးရှိတယ်ကုမ္ပဏီပေါ်မူတည်ပြီးတော့ပေါ့နော်အဲ့တော့ pay slip ထုတ်ပေးတဲ့အခါမှာဆိုလို့ရှိရင်တချို့ကကြတော့ print size print ထုတ်တယ်hard copy print ထုတ်ပြီးတော့ share လုပ်ပြီးရတချို့ကြတော့လည်းမဟုတ်ဘူးဒီဟိုဟာလေးနဲ့ excel တွေကနေပြီးတော့စာရွက်လေးခောက်ပြီးတော့ပေးကြရပေါ့ဒီမှာကြတော့ဝန်ထမ်းတွေမှာဖုန်းရှိနေတာဖုန်း application ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့ HR ဘက်ကလာစာတွက်ပြီးသွားပြီးစရင်ချုပ်လိုက်ပြီးဆိုတာနဲ့သူရဲ့ mobile phone ထဲမှာစာပြီးတော့လာစာသူတို့ကြည့်လို့ရပြီပေါ့နော်ဒီလိုမျိုး transparency ရှိရပေါ့HR နဲ့ဒီဝန်ထမ်းတွေကြားထဲမှာဝန်ထမ်းတွေကလည်းသူတို့ mobile phone ကနေပြီးတော့သူတို့ pay slip ကိုသူတို့အရှိလာတွေကလည်းဘယ်လောက်ရောက်ခဲ့လဲဆိုတာကို data စာရွက်တွေတင်ထားနေကြမလို့တော့ဘူးပေါ့နော် software ထဲမှာပဲ database တိစောက်ထားတဲ့အတွက်ကြောင့်မို့သူတို့လိုအပ်တယ်လို့ပြန်ပြီးတော့ကြည့်လို့ရနိုင်တယ်နောက်တစ်ချက်ကတော့ဝန်ထမ်းတွေရဲ့ဒီပေါ့နော် KPI နဲ့ပတ်သက်တာစမ်းဆောင်ရည်နဲ့ပတ်သက်တာ HR တွေတော်တော်များများဒီနောက်ပိုင်းမှာပေါ့နော် KPI ကိုတိုင်းလာကြတယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကတော့ commission တို့ဘာလို့ဆိုတာက sale and distribution လုပ်ငန်းတွေမှာလည်းတုံးကြတာအခုနောက်ပိုင်းကအဲ့လိုမဟုတ်ဘူးပေါ့နော် KPI ကတော်တော်များများမှာ KPI ကိုတုံးလာကြတယ်KPI တိုင်းပုံတိုင်း frame မျိုးလည်းအသုံးပြုကြတယ်အဲ့မှာမှအခြေခံကြတဲ့ဟာပေါ့နော်ဘာလဲဆိုတော့target score တွေ target မှတ်တွေထားတယ်အဲ့ target ဒီအတိုင်းပြည့်မီတယ်မပြည့်မီဘူးဆိုတာကိုသက်ဆိုင်ရာခေါင်းဆောင်တွေကနေပြီးတော့အကဲဖြတ်အမှတ်ပေးတယ်ပေါ့အဲ့ဒီကနေစလို့ရတယ်ပေါ့နော် KPI စပြီးတော့အသုံးပြုမယ်ဆိုရင်လည်းဒီ software မှာလည်းစပြီးတော့အဲ့အခြေခံလောက်ကနေစသွားလို့ရတယ်အဲ့တော့ဒီ target မှတ်ပြည့်မီတယ်မပြည့်မီဘူးပုံမှာထွက်လာတဲ့ result ပေါ်မူတည်ပြီးတော့တို့ရဲ့ KPI pay bonus တွေကိုဘယ်လောက်တော့သတ်မှတ်မယ်ဘယ်လောက်တော့ပေးမယ်ဆိုတော့ဟာတွေ software နဲ့ပေါင်းပြီးတော့တွက်ချက်လို့ရနိုင်တယ်
ဝန်ထမ်းတွေကလည်းသူတို့လုပ်တဲ့ activity တွေသူတို့ကဒါဒီဟာဒီသူတို့အလုပ်လုပ်ပါကြောင်းပေါ့ CN distribution လုပ်ငန်းတွေမှာဆိုရင်သူတို့သွားရမယ့်နေရာကိုတကယ်သွားပါကြောင်းအဲ့နေရာမှာသူတို့အဲ့အချိန်မှာရောက်တဲ့နေရာမှာတကယ်ရောက်ပါကြောင်းဆိုတဲ့ report တွေကို HR နဲ့ပူးပေါင်းပြီးတော့ HR ကိုပူးပေါင်းပြီးတော့ report တင်ပေးတယ်ဒီအချက်တွေကလည်း KPI စဉ်းစားတဲ့နေရာမှာတတောင်းတနေရာပါတယ်ပေါ့နော်ဒါမျိုးလေးတွေလည်းရှိပါတယ်ရှင်အဲ့တော့နောက်ဆုံးအနေနဲ့ကတော့ဒီ HR software digitalization ကူးပြောင်းတဲ့အခါမှာ affect ဖြစ်တဲ့အချက်တွေပြောပါဆိုလို့ရှင်เนาะ data တွေ efficiency ဖြစ်မယ် data accuracy ဘိုင်းမှာလည်းပို့ပြီးတော့ပေါ့နော်တိကျမှန်ကန်တဲ့ result ရနိုင်တယ်နောက်တစ်ခုကကြောင့်ဝန်ထမ်းတွေရဲ့ experience လည်းပို့ပြီးတော့ upgrade ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်မဒီ slide လေးတွေကိုရှင်းပြသွားတာ software နဲ့ပတ်သက်ပြီးတော့လည်းကျွန်မနည်းနည်းလေးပြောပြသွားမယ်ပေါ့နော် software လေးကိုလည်းနည်းနည်း sharing လုပ်ပေးခြင်းနဲ့အိမ်မှာကျွန်မမေးချင်တာလေးတွေရှိရင်လည်းမေးလို့ရတယ်ကျွန်မရှင်းပြနေနေမှာပေါ့နော်မေးချင်တာလေးရှိရင်လည်းမေးလို့ရပါတယ်ရှင့်ဟုတ်ကဲ့ဒါကတော့ကျမတို့ရဲ့ Smart HR software ပေါ့နော် Smart HR ထဲမှာဆိုလို့ရှိရင် module အနေနဲ့ကအဓိက6ခုပါတယ်ပထမတစ်ခုကကြတော့ employee management ဒုတိယတစ်ခုကကြတော့ attendance management တတိယတစ်ခုကတော့ payroll ပေါ့နော်နောက်တစ်ခုကတော့ KPI reporting ပြီးရင် policy ဘိုင်းပေါ့ policy ဘိုင်းကတော့ဘယ် house ပြောရလဲဆိုတော့ HR တွေအနေနဲ့စပြီးတော့ဒီ SME လုပ်ငန်းတော်တော်များများမှာဆိုလို့ရှိရင်တချို့တွေက HR ဌာနမထားဘူးပေါ့နော်အဲ့လိုမျိုး HR ဌာနမထားဘူးဒီပိုင်ရှင်ကိုယ်တိုင် owner ကိုယ်တိုင်ကပဲဒါ HR manage လုပ်ကြရတယ်ပေါ့အဲ့လိုမျိုးစင်မှာဆိုလို့ရှိရင်တို့က policy ကိုဘယ်လိုတည်ဆောက်ရမလဲတချို့ဟာလေးတွေပြန်ပြီးတော့မိကုံထုတ်ကြရတယ်ပေါ့အဲ့လိုမျိုးမှာဆိုရင် policy မှာကြတော့ဒီအစိုးရကချမှတ်ထားတဲ့တချို့သော policy ဥပမာကဖြင့်ဆိုရင်တော့အခြေခံအကျဆုံးပြောပါဆိုရင်တော့ခွင့် policy တွေနောက်ပြီးတော့ payroll နဲ့သက်ဆိုင်တာဆိုလို့ရှိရင်လည်းဝန်ထမ်းတွေရဲ့အခြေခံလစာသတ်မှတ်တာတွေလူမှုဖူလုံရေးကြေးဒီဝင်ငွေခွန်သတ်မှတ်တာအဲ့ဒါတွေအခြေခံ policy လေးတွေ system ထဲမှာ sample လေးတွေပြထားတယ်အဲ့ဒါကိုကြည့်ပြီးတော့သူတို့အနေနဲ့သူတို့ရဲ့ဒီ company ရဲ့ rules ချမှတ်ထားတဲ့ rules တွေနဲ့ပေါ့နော်ကိုင်ညီမညီပြန်ပြီးတော့ညှိပြီးတော့ policy တွေပြန်ရေးဆွဲလို့ရတယ်ပြန်ပြီး upgrade လုပ်လို့ရတယ်အဲ့အပိုင်းတွေပါတယ်နောက်တစ်ချက်ကတော့ employee ပေါ့ဟုတ်ကဲ့မေးချင်တာလေးရှင်အာမနာရန်ကြားဖြတ်မေးလို့ရပါတယ်ရှင်နောက်တစ်ချက်ကတော့ employee management ပေါ့နော် employee management မှာဆိုလို့ရှင်တော့ကျွန်မအရှိဒီ PowerPoint ထဲမှာလည်းပြောပြသွားတဲ့အပိုင်းပါတယ်ပေါ့နော် recruitment လုပ်တာတွေဝန်ထမ်းရဲ့ဒီ employee history data တွေပေါ့နော်ဝန်ထမ်း profile တိစောက်တာတွေတင်ဆက်တာတွေပြီးရင်ဝန်ထမ်းကို announce လုပ်တဲ့အပိုင်းတွေဝန်ထမ်းနှုတ်ထွက်တဲ့အပိုင်းတွေဒီ management ပိုင်းတွေပါဝင်တယ်job position မှာဆိုရင်ကိုကဥမာအဖြစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အလုပ်ခေါ်စာတစ်စောင်ခေါ်ထားတယ်အဲ့ကိုလာပြီးတော့ရှောက်ကြတဲ့လူတွေရှိတယ်ဒါကိုလည်းကိုရီးယား website အနေနဲ့ website တစ်ခုအနေနဲ့ကြော်ညာခြင်းနဲ့ဆိုလို့ရှိရင်ဒီရဲ့ website link လေးကိုကြော်ညာလိုက်တာနဲ့ဒီရဲ့ကိုယ့်ရဲ့ပေါ့နော် website ကနေတစ်ဆင့်အလုပ်ခေါ်စာတွေရလာမယ်ပေါ့နော်ဒီလိုမျိုးအပိုင်းလေးတွေကျမတို့စီမှာပါဝင်တယ်နောက်တစ်ခုကကြာဝန်ထမ်းရဲ့database ပေါ့ဝန်ထမ်း database မှာဆိုလဲဝန်ထမ်း profile တွေကို data တွေသိမ်းဆည်းထားတယ်ဝန်ထမ်းစဝင်တဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဝန်ထမ်းစဝင်တဲ့အချိန်ကနေစပြီးတော့ဝန်ထမ်းဘယ်အချိန်ကြီးရှိသွားပြီဆိုတဲ့ဟာတွေပေါ့နော်ဒီ employee ရဲ့သက်ဆိုင်တဲ့ history တွေအစရှိသဖြင့်အဲ့ record တွေကအစဒီထဲမှာ system ထဲမှာမှတ်ထားတယ်နောက်တစ်ခုကကြတော့ဝန်ထမ်းတွေနဲ့သက်ဆိုင်တဲ့ organization structure ပေါ့ organization structure တွေဆိုလို့ရှိရင်လည်း system ထဲမှာတက်ခါတယ် data ထွက်ထားပြီးသားဝန်ထမ်း register လုပ်ပြီးတာနဲ့သူ့ရဲ့ position အမှန်ထည့်ပြီးတာနဲ့ပေါ့နော် organization structure က update ရထားပြီးသားဒီ feature တွေလည်းပါဝင်နေရှင့်နောက်တစ်ခုကတော့ announcement ပေါ့နော် announcement ကတော့ကျွန်မကကြော်ညာစရာလေးရှိတယ် webinar လေးတက်ပေးကြပါဝန်ထမ်းအားလုံးပေါ့နော်ဒီနေ့ဘယ်နေ့ဘယ်အချိန်မှာဆိုရင် schedule လည်းလုပ်ထားလို့ရတယ်မဖြစ်မနေတက်ကြပါဆိုတာမျိုး message ပေါ့နော် message လေးပေးလို့ရတယ်အဲ့မှာ message announce လေးလုပ်လိုက်တယ် announce လုပ်လိုက်တဲ့ဟာကိုဝန်ထမ်းတွေကဖတ်ပြီးသွားပြီလားမဖတ်ပြီးသွားသေးဘူးလားဆိုတဲ့ status ကအစားကြည့်လို့ရတယ်ပေါ့နော်ဒီမှာလာပြီးတော့ကြည့်လို့ရတယ်
လို့ feature လေးတွေပါတယ်နောက်ထပ်တစ်ခုကတော့ attendance မှာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေအနေနဲ့ဒီသူတို့ရဲ့နေ့စဉ်တက်ရောက်ကြောင်းပေါ့နော်နေ့စဉ်တက်ရောက်ကြောင်း attendance record တွေကို mobile phone ကနေပြီးတော့လည်းဝင် check in ဝင်လို့ရတယ်လို့ပေါ့နော် fingerprint သုံးပြီးတော့လည်း check in ဝင်လို့ရတယ် check in ဝင်တဲ့အခါမှာဆိုလို့ရှိရင် mobile phone သုံးတယ်ဆိုရင်တော့ကျမတို့သုံးထားတဲ့နည်းပညာကြတော့ geo fencing နည်းပညာပေါ့ဒီဒီ mobile application မှာရှိတဲ့ GPS ကိုအခြေခံပြီးတော့ဒီနေရာဒီလူဒီနေရာမှာရောက်ပြီဆိုရင် attendance check in ဝင်ဆိုတဲ့ဟာမျိုးပေါ့fingerprint ကတော့ရှင်းတယ်ရုံးမှာ fingerprint set တက်ထားတယ်အဲ fingerprint ကို attendance လာနှိပ်ရတယ်အဲ fingerprint set နဲ့ကျမတို့ရဲ့ software နဲ့ချိတ်ဆက်ပြီးတော့ attendance record ယူတယ်တချို့ကြတော့လည်းဒီ offline သွားတဲ့လူတွေရှိတယ်ပေါ့ဥပမာအဖြစ်နေရာအတိအကျမရှိဘူးမနေ့မိုးလင်းတာနဲ့သူကလမ်းကြောင်းပေါ်ရောက်နေလို့အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်လည်းဒါ offline check in ပုံစံမျိုးဓာတ်ပုံရိုက်ပြီးတင်ပေးရတဲ့ပေါ့နော်ပုံစံမျိုးလေးတွေပေါ့ဒါဆိုရင်ဒါဓာတ်ပုံရိုက်ပြီးတင်တာဆိုလို့ရှိရင်တို့ရဲ့ဒီနေရာကနေစတူနေရာကိုပါဓာတ်ပုံရိုက်ထားတဲ့ပုံတွေပါကြည့်လို့ရတယ်အကယ်လို့ location နဲ့တင်တာဆိုလို့ရှိရင်လည်း location မှာကြည့်လို့ရတယ်ပေါ့နော်သူအဲ့နေရာမှာတကယ်ရှိခဲ့တာဟုတ်မဟုတ်ဆိုတဲ့မြေပုံနဲ့တကွာကြည့်လို့ရတယ်ဒါမျိုးလေးပေါ့ manual entry ကတော့ဒါ HR အနေနဲ့နောက်ဆုံးသူတို့ဘက်က attendance record တွေအကြောင်းမရခဲ့ဘူးဆိုလို့ရှိရင် HR အနေနဲ့ manual attendance record လေးတွင်လို့ရတယ်ခွင့်စရင်းနေရာကြောင့်ဝန်ထမ်းတွေကနေတင်လာတဲ့ခွင့်တွေပေါ့နော် mobile application ကနေတင်လာတဲ့ခွင့်တွေကို HR အနေနဲ့ manage လုပ်လို့ရတယ်နောက်ထပ်တစ်ချက်ကတော့ leave balance ဆိုတော့ခွင့်လက်ကျန်ပေါ့ဝန်ထမ်းတွေရဲ့ခွင့်လက်ကျန်တစ်နှစ်တာလုံးခွင့်ဘယ်လောက်ရထားရဲဆိုတာကိုစရင်းဒီ system ကနေပြီးတော့ balance ထွက်ပေးထားတယ်အဲ့ဒါအောင်မှာauto သွားနေရဖြစ်တဲ့အတွက်ကြောင့်မို့ဝန်ထမ်းတွေတိုင်လိုက်တဲ့ခွင့်တွေကိုသက်ဆိုင်ရာခေါင်းဆောင်တွေHR က approve လုပ်ပြီးသွားပြီဆိုတော့သူရဲ့ခွင့်evaluable တွေကနေပြီးတော့ရပိုင်ခွင့်တွေကနေနှုတ်သွားတယ်ပေါ့နော် remain ဘယ်လောက်ကျန်လဲဆိုတာ system ကနေအလိုလျောက်တွက်ပေးနိုင်တယ်နောက်တစ်ချက်ကတော့ payroll ပေါ့ရှင့်payroll ကတော့ကျမတို့ကဝန်ထမ်းတွေရဲ့အခြေခံလစာတက်မှတ်တဲ့အပိုင်းတွေရှိမယ်နောက်ထပ်တစ်ခုကကြတော့ဝန်ထမ်းတွေရဲ့ allowance တွေပေါ့ဘာဒီမှာဆိုရင် special allowance ရတယ် phone pay allowance ရှိတယ်တချို့ကြ attendance bonus တွေရတယ်အစားရှိတဲ့ဖြစ်ပေါ့နော်တချို့ကြတော့ဒီ absent တို့ without pay တို့ဆိုရင်တစ်စားဖြတ်တာနှစ်စားဖြတ်တာအစားရှိတင်ရှိရလေဒီလို item တွေလည်းသတ်မှတ်ထားလို့ရတယ်သတ်မှတ်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့လစာတွက်လို့ရပြီလစာတွက်တဲ့အခါမှာကြာရင်လည်းတချို့ company မျိုးစားပေါ်မူတည်ပြီးတော့တချို့ဒီ production ပါတဲ့ company တော်တော်များများဆိုရင်တော့ကြိုထုံးငွေလေးတွေထုတ်ကြတယ်ပေါ့နော်ဒီ production ဘိုင်းကတချို့ဝန်ထမ်းတွေက company ကနေဒီလလေးတော့ဘယ်လောက်ကြိုထုံးမယ်ဘယ်လောက်လေးတော့ဖယ်ပေးပါအောင်ဒါမျိုးပေါ့တချို့ကြလည်း company ကနေပြီးတော့အရေးကြချီးကြတယ်ပေါ့နော်အရေးကြချီးငွေတွေချီးကြတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒီ software ထဲမှာစာရင်းသွင်းထားတဲ့အခါကျတော့လာကုန်လို့လစာတွက်ပြီဆိုရင်အဲ့စာရင်းတွေက auto နှုတ်ထားပြီးသားပဲ attendance အဲ့လိုလစာမဲ့ခွင့်ပြတ်ထားတဲ့လူတွေကလည်းတခါတည်း system တွေကနေပြီးတော့လစာမဲ့ခွင့်တွေနှုတ်ထားပြီးသားလစာမဲ့မပေးဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော်ပြီးတော့ bonus pay တွေကလည်း attendance မှန်နေဆို attendance bonus တို့ performance bonus တို့အစရှိသဖြင့်ပေါ့နော်ဒါတွေက system တွေ automatically တွက်ထားပြီးသားကျမတို့အနေနဲ့ဘာပဲလုပ်စရာလို့လဲဆိုတော့ HR အနေနဲ့လောက်ကုန် calculate salary ဆိုရဲကလေးတစ်ချက်နှိပ်အောင်မယ်ကျမအရှိမပြောသလိုမျိုးပေါ့နော်80%ကတော့ software ရလုပ်ပြီးသွားမှာကျန်တဲ့30%ကတော့ HR ဘက်ကပြန်ပြီးတော့ manual တော့လိုက်စစ်ပေးရမယ်ဘာလို့ဆိုတော့software ကလည်းတချို့ဟာလေးတွေမှာလိုအပ်တာမျိုးရှိနိုင်တယ်data update မဖြစ်တာဘယ်လိုအခြေအနေမှာ update မဖြစ်တာလဲဆိုတော့ခွင့်တွေတိုင်ထားတယ် approve တွေမပေးထားဘူးခေါင်းဆောင်နေမှာအားလို့အဲ့လိုအခြေအနေမျိုးမှာဆိုဒီဝန်ထမ်းကဘယ်ထဲရောက်နေလဲဆိုတော့ attendance လည်းမရောက်နေဘူးခွင့်ထဲမှာလည်း approve မလုပ်ထားတဲ့အတွက်ခွင့်ထဲလည်းမရောက်နေဘူးဘယ်ထဲရောက်နေလဲဆို absent list ထဲရောက်နေအဲ့လိုအခြေအနေမျိုးဆိုလစာလည်းတွက်ကြည့်လိုက်ရောသူတို့ကပြောင်းနေအဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်တော့ဒါ manual ပြန်လိုက်စစ်ရတာဘယ်နေ့ဘယ်ရက်မှာအဲ့တော့ absent နေရောက်နေတာဒါမျိုးလေးတွေပေါ့နော်အဲ့ဒါမျိုးလေးရှိမယ်တချို့ကြတော့လေတဝက်တစ်ပြက် join တဲ့ဝန်ထမ်းတွေပေါ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ရက်တွက်နဲ့တွက်ရတဲ့အခါမျိုးကြလို့ရှိရင်ဒီမှာရော်တာတိုးတာလိုတာပိုတာဒါမျိုးလေးတွေတော့ပြန်ပြီးတော့စစ်ပေးရမယ်နောက်ဆုံးစစ်ပြီးတော့မှန်သွားပြီဆိုလို့ရှိရင်တော့ pay slip ထုတ်လို့ရပြီပေါ့နော် pay slip ကိုမှန်သွားပြီဆိုလို့ရှိရင်ဝန်ထမ်းကလည်းသူ့ရဲ့ဖုန်းထဲမှာ pay slip ကိုထုတ်ကြည့်လို့ရတယ်နောက်ထပ် module တစ်ခုကတော့ KPI ပေါ့ KPI ကတော့ကျမတို့ဒီ policy တွေ KPI policy တွေသတ်မှတ်လို့ရတယ်ဘယ်ဌာနကိုတော့ဘယ်လောက် KPI ပေးမယ်ပေါ့နော်ဘယ်လိုမျိုး KPI ခေါင်းစဉ်အနေနဲ့ပေးမယ်ဆိုတာကိုကျမတို့အနေနဲ့ title တွေကြိုက်တယ်လို့သတ်မှတ်လို့ရတယ်ပြီးတော့ရင်တော့ KPI
တိုင်းလို့ရပြီပေါ့နော်အိမ်မှာ result တိုင်းတဲ့ဟာတွေဘယ်သူတော့ဘယ်လောက်အမှတ်ပေးမယ်ဆိုတဲ့ဟာတွေ dashboard တွေလိုအပ်တယ်လို့ထုတ်လို့ရတယ်နောက်ဆုံးတစ်ခုကတော့ analytic dashboard တွေတရားအရေးကြီးရပေါ့နော် management နဲ့ HR နဲ့ကြားထဲမှာဒါပေါင်းကူးတရားဖြစ်မဲ့နေရာပေါ့ကျမတို့ကကြတော့ HR ထဲမှာ HR database တိဆောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲကနေပြီးတော့လိုအပ်တဲ့ resource analytic dashboard တွေ attendance dashboard တွေ payroll dashboard တွေက management level ကိုတင်ပြဖို့လိုတယ် management level ကြတော့ operation အသေးစိတ်ထိလိုက်ကြည့်မှာမဟုတ်ဘူးသူတို့ကဘာချက်တွေပိုင်းချက်တွေ grade ချက်တွေပဲစိတ်ဝင်စားရတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးကြားလို့ရှိရင်ကျမတို့ကဒီ analytic dashboard တွေကိုထုတ်ပြလို့ရတယ်အဲ့တော့ကိုယ်စီမှာ manpower အင်အားဘယ်လောက်ရှိရဲအဲ့ထဲမှာ male female ရေအတွက်ကဘယ်လောက်HOD အရေးအတွက်ကဘယ်လောက်အဲ့မှာမှသူတို့ရဲ့ position level အလိုက် weight test တွေအရlevel ပဲ level မှာပဲလူဦးရေဘယ်လောက်ရှိတယ်အဲ့မှာမှအသက်အရွယ်ပိုင်းခြားရှိမလားပိုင်းချက်တွေရှိမလား grade ချက်တွေရှိမလားဒီတီးကြည့်မလားစာရှိပြင်ပြန်ပြီးတော့ပိုင်းလို့ရတယ်ဒီတလထဲမှာမှအလုပ်ခေါ်ထားတဲ့အလုပ်ခေါ်စာဘယ်နှဆောင်ရှိတယ်အဲ့မှာမှလာလျှောက်တဲ့လူတွေဘယ်နှယောက်ရှိတယ်အဲ့မှာမှအပိုင်းခြားလိုက်ကြည့်လို့ရတယ်ပေါ့နော်ဒီအပိုင်းခြားလိုက်date အပိုင်းခြားလိုက်ကြည့်လို့ရတယ်အဲ့တော့ဒီလွန်ခဲ့တဲ့6လကခေါ်ထားတာအခုလက်ရှိရှိနေတာစာရှိသဖြင့် data တွေကပေါ့နော် up to date ဖြစ်တယ်နောက်ထပ်တစ်ချက်ကတော့ attendance ပေါ့ attendance report တွေဒီနေ့မှာတက်ထားတဲ့ attendance record တွေကြည့်လို့ရတယ်date လိုက်လဲ percentage တွေတွက်လို့ရတယ်ပေါ့နော်နောက်ဆုံးကတော့ payroll နဲ့ဆိုင်တဲ့ report တွေဆိုလို့ရှိရင်လည်းဒုနည်း၎င်းပဲဒီ date range အလိုက်ကြည့်လို့လည်းရတယ် organization အလိုက် division အလိုက်တချို့ကြတော့ payment division တွေမတူကြဘူးကုမ္ပဏီကတော့တစ်ခုတည်းပဲ payment ပေးတာကနှစ်ပိုင်း꿰တယ်ဥပမာကျမတို့ကုမ္ပဏီလို့ပေါ့software ပိုင်းရှိတယ် digital marketing ပိုင်းရှိတယ် software ပိုင်းကိုပေးဖို့ကတသက် digital marketing ပိုင်းကိုပေးဖို့ကတသက် division တွေမတူဒါမျိုးဆိုလို့ရှိရင်လည်းခွဲခြားပြီးတော့ဒီမှာလာပြီးတော့ analyst ပြန်လုပ်လို့ရတယ်နောက်တစ်ခုကကြောင့်အသေးစိတ်ပေါ့ဘယ်လောက်ဘယ်ဝန်ထမ်းကတော့ဘယ်လောက် net salary ဘယ်လောက်allowance ကဘယ်လောက်ဒီလိုပုံစံမျိုးပြန်ပြီးတော့အသေးစိတ်ခွဲတဲ့ report တွေထုတ်လို့ရတယ်နောက် quarterly report တွေပေါ့နော်လို့ quarterly report တွေပြန်ပြီးတော့ထုတ်လို့ရတယ်လွန်ခဲ့တဲ့ပြန်ပြီး review ကြည့်လို့ရပါပေါ့ဝန်ထမ်းအင်အားတိုးလာတာရော့သွားတဲ့ပုံမှာမူတည်ပြီးတော့လစာရဲ့range ပေါ့နော် fluctuation range တွေကိုလည်းပြန်ပြီးတော့ကြည့်လို့ရတယ်ဘယ်လတော့ဘယ်လောက်ပဲရှိရဲဝန်ထမ်းရေးအတွက်ဘယ်လောက်အနေနဲ့လစာအမောင်းတော့ဘယ်လောက်ဆိုတဲ့ဟာမျိုးပြန်ပြီးတော့ comparison ကြည့်လို့ရတယ်နောက်ထပ်ဝန်ထမ်းအဲ့ဒီလိုမျိုး quarterly အလိုက်ကိုမှ total net ပုံမှာကြည့်လို့ရတယ်လို့နောက်ထပ်ဝန်ထမ်းတဦးချင်းစီအလိုက်ပေါ့နော်ဝန်ထမ်းရဲ့လာစာကဟိုအရင်တော့ဘယ်လောက်အခုလက်ရှိမှာဘယ်လောက်ဖြစ်နေတယ်ဘယ်လိုပုံစံမျိုးဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းကြည့်လို့ရတယ်ဒါကတော့လက်ရှိကျမတို့ Smart HR နဲ့ပတ်သက်ပြီးတော့ပေါ့နော် digital live ပြုလုပ်ထားတဲ့ feature လေးတွေကိုပြောပြပေးသွားတာပါရှင့်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်မမ်မြန်ဟုတ်ကဲ့ပါရှင့်အဲ့တော့ကျန်တို့ဒီကျန်တဲ့သူတွေရောအားလုံးဒီမေးချင်တာလေးများရှိလားနော်ဟိုမေးချင်တာရှိရင်လည်းမေးလို့ရတယ်ဒီ HR software နဲ့ပတ်သက်ပြီးတော့နော်